အားလုံးပဲမင်္ဂလာပါခင်ဗျာရိပိုင်စု channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့တော့ပြည်သက်ကြီးကိုစာရေးဆရာကိုပိုက်ရဲ့ထူးဆန်းသောစိတ်မြင့်တဲ့တစေးဆိုတဲ့တော်တွင်တဲတဲ့ရင်ပိုလုံးချင်းဝတ္ထုလေးကိုအပိုင်း3အနေနဲ့ဖတ်ပြပေးသွားမှာပဲဖြစ်ပါတယ်အားလုံးပဲအတူတူနားဆင်ကြည့်လိုက်ရအောင်နော်ဟမ်ဘလို့ရှင်းအောင်ပြောစမ်းတစေးရဲ့ဟုတ်ရလားကွာဖတ်တီးတယောက်မထင်မှတ်သောစကားကိုတစေးထမ်းမှကြားလိုက်ရသည်ကြောင့်အံ့ဩခြင်းဝမ်းနည်းခြင်းဖြင့်တုန်လှုပ်ခြောက်ခြားသွားတော့၏တေးကြပါရဲ့ဖတ်တီးရဲ့ကျွန်တော်ကဖတ်တီးကိုမဟုတ်ပဲပြောဝင်ပါမလားဖတ်တီးကကျွန်တော်ပေါ်အင်မတန်ကောင်းခဲ့တာကလားဒီတုတ်တန်စီရက်လေးမှနေဖို့ဖတ်တီးကပဲခွင့်ပြုခဲ့တဲ့အပြင်အခါအားလျော်စွာစားဖို့လည်းပေးသေးရဲ့မဟုတ်လားဒီတော့ဖတ်တီးတို့သားဖနဲ့ပတ်သက်လိမ့်ဖြစ်ကျွန်တော်မျက်နှာရှောင်လို့ဘယ်ဖြစ်ပါမလဲထို့သောမောင်မတ်ကပြောလိုက်သည်တွင်နှုတ်ဖြစ်လည်းပြန်ပြောစမ်းကွာဆိုပြီးဖတ်တီးကတဆိတ်ပခုံးကိုပုတ်၍ပြောလိုက်၏အဲ့ဒီနေ့ကတောကောင်းကြီးမောင်ဆိုးအိမ်မှာနေတဲ့မျိုးမြင့်ဆိုတဲ့အကောင်ကအတော်လေးမူးနေလေရဲ့အေဖောရဲ့အချစ်ကိုသူရရှိပြီလို့ပြောတယ်အဲ့ဒါကြောင့်ရွာကလသားတွေကို तू ကတကားခံတာတဲ့သူမိသားဖသားပြီးဖားရီးစီမယ်သူ့မိဘတွေခေါ်လာပြီးတောင်းရမ်းပြီးမြို့ခေါ်ပါမယ်တဲ့ဟေးဖားရီးခေါင်းတစ်ပန်းကြီးသွားတော့သည်အေဖောကိုအသေးချာမေးရမည်တကယ်ဟုတ်နေလင်ဖြစ်သူရင်ကြိုးရကြည့်ရဲ့မိတဆိုးသမီးလေးကိုသူ3နှစ်ကျော်ကလေးကပိုးလိုမွေးပြုစုခဲ့ရသည်သူသာအဖသူသာအမေယခုအသက်20ပင်ကျော်ကြပြီသို့ပေမဲ့ကလေးငယ်လေးတယောက်လူသာသူမြင်နေမျိုးမြင့်ဆိုတဲ့ကောင်လေးကိုလည်းသူသိသည်လူရီမွန်လေးပါလူချစ်လူခင်လည်းပေါ်သည်သဘောမတူစရာအကြောင်းမရှိပေမဲ့အေဖို့သည်သူ့ရင်နှစ်သေးကြကလေးသူ့အသေးလုံးပင်မဟုတ်ပါကလားသူ့အသေးလုံးကိုဖြုတ်ယူသွားတော့မှာပါကလားအေးလေသူမလည်းအရွယ်ရောက်ချပြီပဲလင်ယူသားမွေးလို့တာဘာဆမ်းမလို့ကဲတစေအခုလိုငါ့ကိုတတိကြိုပေးတာကျေးဇူးတင်ပါတယ်ကွာကဲရော့ဒီမှာမင်းအတွက်စီနဲ့ဆန်နေုံပြောဦးမယ်နတ်ဖန်ကဒေါ်ခွက်တော်အလောင်းမြေချမယ်မင်းအစင်သစ်လောက်ထားချင်ဟုတ်လားထို့သို့ပြောပြီးဖတ်တီးသည်တစေကုန်းခိုရာတုတ်တန်စရက်အတွင်းမှပြန်ထွက်ခဲ့တော့၏သူထူပူလို့နေကြပြီဟာဖတ်တီးတစေစီကပြန်လာလားတုတ်တန်ဝတွင်မမောင်စိုးနဲ့တွေ့လေ၏အေးမင်းနဲ့တွေ့တာအတော်ပဲကွာနှုတ်နေပါဦးမင်းတငယ်ချင်းလေရောအော် तू မြို့ပြန်သွားတယ်ဖာဒီပြောပါဘာကိစ္စရှိလို့လဲ तू ပြန်လာပါလိမ့်မယ်အော်သိပြီရွှေမရှိမျိုးမရှိဒေါ်ခွက်တော်ကြီးအာသုဘမြေချမကိစ္စလား तू ကျွန်တော်ကိုမှားသွားပါတယ်အဖွားကြီးအာသုဘအတွက်ငွေ900ကျပ်ကျွန်တော်ကိုပေးသွားတယ်ပြီးတော့ကဖာဒီဦးစီးလုပ်နေတဲ့ရွာတောက်3ရေကန်အတွက်ကုန်ကြစိတ်အားလုံး तू အလှငွေထည့်ပါမယ်တဲ့မမောင်စိုးသည်ဖာဒီနဲ့အတူတူရွာဘက်လျှောက်လာပြီးလမ်းတစ်လျှောက်ပြောလာလေတော့၏မမောင်စိုးသည်သူကသာခရားရည်လို့တွတ်ပြောနေပေမဲ့ဖာထီးသည်အေးမလို့ငုံငန်ကြီးဖြစ်နေသည်ကိုရိပ်မိလိုက်သည်ကြောင့်ဟမ်ဖာထီးဘာဖြစ်နေတာတော့နေထိုင်မကောင်းဘူးလားနှုတ်မဟုတ်မျိုးမင်းနဲ့ပတ်သက်ပြီးတခုခုစိတ်အနှောက်အယှက်ဖြစ်နေလို့လားရဲလို့မေးလိုက်လေဖာထီးသည်ခေါင်းကိုခါရမ်းလိုက်တော့၏အော်မတွေ့လို့မေးတာပါဟုတ်လေတံတက်တက်ဖြစ်ပြောလိုက်ကြည့်တော့၏တကယ်တော့ဖာထီးသည်တစီထမ်းမှကြားရသည့်စကားနှင့်ပတ်သက်၍မမောင်ဆိုးကိုလည်းမေးကြည့်လိုက်ချေဘလို့ပဲဖြစ်ဖြစ်မျိုးမြင့်နဲ့မမောင်ဆိုးကအင်မတန်ချစ်တဲ့တငယ်ချင်းတွေမဟုတ်ပါကလားတို့ကြောင့်လဲတူကာလရှည်ကြာနေကြတာပဲဒီကိစ္စမမောင်ဆိုးကတော့လုံးဝသိနိုင်မမောင်ဆိုးကမမေးလင်သာမပြောဘဲနေပြီးသူမေးလိုက်လေသည်တော့ကမကွယ်မဝှက်ပြောမဲ့သူဖြစ်သည်သို့ပေမဲ့သူမမေးလို့တော့ကြီးတစီသည်သူကျွေးမွေးထားသူသူ့အပေါ်အင်မတန်သစ္စာရှိသူမဟုတ်တဲ့စကားသူ့ကိုပြောမဲ့သူမဟုတ်တို့နဲ့တက်ပြင်းတစ်ချက်ချလိုက်ပြီးကဲမမောင်စိုးသွားကြည့်တော့ကွာမနှက်ဖြန်တော်ခွက်တော်ကြီးကိစ္စဝိုင်းကူကြည့်ဦးကွာဟုတ်လားဖာရီသည်သူ့အိမ်ချံဝင်းအတွင်းချိုးဝင်ခဲ့တော့၏ထိုနေ့မှစ၍ဖာရီသည်စိတ်ဆင်းရဲခဲ့ရလေတော့၏တမန်မိုင်တထွေထွေရှိနေကြတော့၏သမီးကိုလည်းမျက်ခြေမပြတ်ဂယုတစိုက်ကြည့်နေပြီးတော့၏ဖះရေသစီပြောတာဖြစ်နိုင်ကြီးများပြီအပကိုမျိုးမြင့်တယောက်လဲအပားစီမလာတာကြာပြီနော်မြို့ပြန်သွားတာလည်းကြားလာပေါ့နေထိုင်များကောင်းရလားမသိဘူးတို့နဲ့မျိုးမြင့်တယောက်သူ့ထံရောက်မလားကြားလေလင်းဖိုးမူကမေးတက်လာ၏ဒီတော့ဖာတီသည်တစေပြောသည့်စကားများကိုကြားရောက်နေပြီးတော့၏ဖာတီရင်ထဲတွင်ခံစားနေရကြပြီဖိုးမူတယောက်တကယ်ပဲဖာတီအနားမှနေ၍မျိုးမြင့်ရင်ဝင်တွင်ပြေးဝင်လေတော့လေမီလားအေးမြတဲ့ဖာတီရေအောက်မှပူလောင်သည့်ရင်ဝင်ထဲခိုကျင်ရပါလေအင်းလေဒါကဓမ္မတာပဲတဘာဝပဲတားစီလို့လည်းရမည်မဟုတ်
တားဆီးကောင်းသည့်အရာလည်းမဟုတ်ဘယ်တက်နိုင်ပါမလဲလေအပားကြီးဒီမဲ့ကိုမျိုးမြင့်လာတယ်သူ့အိမ်မြောက်တာကြာသည့်မျိုးမြင့်တယောက်အိမ်သို့ရောက်လာပါလင်ဝမ်းမြောက်ဝမ်းသာဖြစ်ရသူသည်ဖိုးမှုပါကလားလွန်ခဲ့သောနှစ်များစွာကဆိုလေမျိုးမြင့်ရောက်လာ၍ဖိုးမှုပျော်ရွှင်နေပါလင်ဖထီးသည်လည်းပျော်မိဘဲအတွက်မူမိတဆိုလေးဖိုးမှုအတွက်အကိုရင်းတယောက်ကဲ့သို့တွေ့တာနေခြင်းဖြစ်လေသည်ဟုထင်မှတ်တွက်ထားမိခြင်းကြောင့်ဖြစ်၏ယခုမူတို့နယ်မြင်တွေ့ရလိုက်လင်ဖထီးတယောက်နေထိပန်းနေညှို့ကြသွားတော့၏တစေသည်သူ့ကိုလိန်ညာပြောမိသူမဟုတ်သို့ဖထီးတစေအပေါ်တွက်ထားခြင်းသည်မမားပါကြဖထီးတယောက်ရွှင်လန်းလန်းတက်တက်ကြွကြွမရှိလေတော့သည်ကိုလူအများကအရွယ်ကျလာ၍ကျမ်းမာ၍ချွတ်ယွင်းသွားသည်ကြောင့်ဖြစ်ရလေခြင်းဟုတွက်လိုက်ကြပေမဲ့တစေကတော့ဘာကြောက်ဆိုတာရိပ်မိလေသူပြောလိုက်သောစကားများသည်ဖထီးအတွက်စိတ်အနှောက်အယှက်ဖြစ်ယုံမှမကစိတ်ဓာတ်များကြဆင်းအာရုံရော့သွားစေပါသည်ဖထီးကျွန်တော်ပြောမှဆိုမှရှိလင်ခွင့်လွှတ်ပါဗျာမင်းစေတနာကိုငါနားလေပါတယ်ကွာမျိုးမြင့်အပေါ်မှာလည်းငါဘလို့မှခွင့်မလွတ်နိုင်စရာအကြောင်းမရှိပါဘူးလူငယ်တို့ဘာသာဘာဝပြီပဲကွာတားဆီးလို့ရတာမှမဟုတ်တာကြီးပြီးတော့တားဆီးလို့လည်းမရတဲ့ကိစ္စလေမျိုးမြင့်ဟာလူတော်လူကောင်းလေးပါငါအနေနဲ့ဖို့မှုအတွက်ပို့လို့တောင်ကောင်းတည်တယ်မဟုတ်လားတခုပဲပြောစရာရှိတာပါပဲကွာငါလည်းအရွယ်လွန်လာပြီငါရဲ့ဘာမှမကြံတော့တဲ့လူဘဝတက်တန်းလေးမှာဖို့မှုကိုငါစောင့်ရှောက်ခြင်းသေးတယ်ကွာငါတာဝန်ကျေသွားခြင်းသေးတယ်တို့နဲ့ဝမ်းနဲ့စွန့်နဲ့ကြေခွဲတံပြပြောလာသည်ကိုကြားလိုက်ရသည်တွင်တစီတယောက်တုန်လှုပ်သွားတော့၏သူများမှားလေပြီလားသူ့ကိုယ်သူစမ်းစစ်ကြည့်မိသားသမီးပေါ်အင်မတန်မြတ်တာကြီးမားသည့်ဖခင်ကောင်းတစ်ယောက်ပါကလားဒီတော့တစီတယောက်သူ့ကျေးဇူးရှင်ထို့သို့ခံစားနေရခြင်းကိုမရှုစိတ်နိုင်လေတော့ဖထီးရင်တွင်အပူမီသည်သူ့ထံကူးဆက်လောင်ကျွမ်းလာကြပြီဖြစ်တော့၏သူ့ရင်ထဲကမိထက်ဖထီးရင်ထဲကအပူမီကိုသူညှိမ့်သက်လိုကြတော့၏သူဘာလုပ်ရမလဲဘာလုပ်တင်တယ်လဲတို့နဲ့တစေနိစ္စတူကစဉ်းစားနေရတော့၏ဒီတော့သူဒီလဲတမိုင်မိုင်တထူတီဖြစ်ရကြပြီအလွဲလဲအချော့ချော့ဖြစ်ရကြပြီပေါ့ဟာတစီဒီကောင်ကွာဘလို့လှုပ်လိုက်တယ်မသိအလွဲကြီးပဲကြည့်စမ်းခလေးလောင်မြုပ်မှာကွာတွင်းကြီးကကြီးလိုက်တာအသေးချာပြောထားရဲ့နဲ့ကွာမောင်မက်ရဲ့နဲ့ငါပြောသားပဲတရဏဂုံတင်ဖို့ရာဖုံးကြီးပင့်ထားပါဆိုတာသွားမြန်မြန်သွားပင့်ကြီးခနေ့ဖုံမြို့သွားမယ်ကြားတယ်ငါမလဲလင်သားမရှိညီကိုမောင်နှမဆွေမျိုးသားချင်းမရှိနင့်ကိုပဲအားကိုးနေရတာသွားပါဟဲသွားစမ်းပါနင်ဘာတွေဖြစ်နေတာလဲအခုလောနင့်ကြည့်ရတာတမမိုင်းတထွေတွေနဲ့ပါကလားဟာဒုက္ခပါပဲဒီကောင်ဖိုးတုတ်ကိုလည်းမသိတာမဟုတ်ပဲနဲ့သိရတာနဲ့မင်းလှုပ်ထားတဲ့အကောင့်တလားကတေးသေးလေးဒီလောက်ဝတဲ့ဖိုးတုတ်ခဏကိုဘလို့လှုပ်ပြီးထဲလို့စမ်းမှာတော့သူ့ခမတက်ရှိထင်စားရှိတော့ကလည်းအင်ကြီးကြက်ကြက်လေးတွေကဝေးရရှာတာတေပြန်တော့လဲခေါင်းတလားတဲ့မယ်ကြက်ကြက်သက်သက်နေရမယ်ဆိုတော့မကောင်းပါဘူးကွာလှုပ်ဆန်းမြန်မြန်လေးလှုပ်ကွာခက်ကြီးကြီးလေးပြန်ရလိုက်ပြီးတော့လဲဖိုးတုတ်သူ့ဒွေလေးနဲ့မြို့လိုက်သွားတော့ကကားစီးရတာကြက်ကြက်ညက်ညက်အသက်ရှူလို့မဝတာကြောင့်ရွာကိုချက်ချင်းပြန်လာတာလဲမင်းစီပါကွာသူ့ဘဝတစ်လျှောက်လုံးသူ့ခန္ဓာကိုဝတ်တုပ်ပြေးကြီးရောက်သူစိတ်ဆင်းရဲရရုံမှမကကြက်ကြက်သက်သက်နဲ့ဘဝဆုံးကန်းတန်ရောက်ခဲ့တာလဲအင်မတန်သနာဖို့ကောင်းပါတယ်သူ့နောက်ဆုံးခီးမှာတော့ချောင်ချီသွားလို့ရအောင်မင်းကူညီလိုက်စမ်းပါကွာတို့နဲ့အမအယွန်းတွေဖြစ်ခဲ့ရတော့ဤထိုဒီကဖထီးရင်မလာတော့အပူမီကူးဆက်ကျွမ်းလောင်ခြင်းကြောင့်ဖြစ်လေတော့သည်ဒီတော့ကတစေသည်ဖထီးနှင့်ပတ်သက်၍စားမဝင်အိမ်မပြောဖြစ်ခဲ့ရသည်နေ့ပေါင်းလဲမနှဲကြပြီထိုနေ့များမှတနေ့တစေသည်အိမ်မပြောလေသည်ကြောင့်တုတ်တန်စရဲပေါ်မှာဆင်းကရွာဘက်သို့လှမ်းငေးကြည့်လိုက်၏ခွေးတကောင်သည်တုတ်တန်ဘက်လှည့်ကဥလေ၏ထို့သို့ဥလိုက်သည်နှင့်၎င်းခွေးအနီးတစ်ဝိုက်ရှိခွေး3-4-5ကောင်ကန်သည်လိုက်ဥကြပြန်၏ဘလို့ကြောက်ပါလေသူ့အရေးကိုမြင်နေသည်ကြောက်များလားတို့လည်းမဖြစ်နိုင်ထိုရွာခွေးများနှင့်သူသည်ရင်းနှီးပြီးဖြစ်သည်ပဲတို့ဆိုလင်တုတ်တန်တွင်သူ့အပြင်ဒဇိန်တူရှိနေလေသည်ကြောက်များလားတို့ကြောင့်တစေသည်လာရောင်အောက်ရှိတုတ်တန်တွင်မြင်ကွင်းကိုဝိဝိုက်ကြည့်လိုက်သည်ကပီးတိုင်များအုတ်ကူများခြုံနွယ်ပိတ်ပေါင်းများနှင့်မျက်ရိုင်း၆တော်များသာဝိုးတော်မြင်ရ၏အားလုံးသည်တက်ငိမ်များဖြစ်ကြသည်လေပြေလေးတိုက်ခတ်မှုကြောင့်မျက်ရိုင်း၆တို့သည်သာအနှဲငယ်များရိမ့်ခါနေကြ၏ငြိမ်းချမ်းလိုက်တာတက်ရှိဆိုလို့သူလူသားတယောက်တာလည်းရှိသူစံမြန်းရာ
တုတ်တန်စရဲ့ခြေရင်းဘက်ရှိကောက်ကိုပင်ကြီးသည်တထီးတည်းရှိနေ၏ထိုအပင်ဖျားလောက်ရှိကိုင်း6တခုတွင်မြည်သည့်ချိန်ကနားနေမှမသိသည့်ငှက်ဆိုးတစ်ကောင်ကအိတ်တန်းအလွန်ကတတ်မှတ်ပြီးလေမှဘဲအတွက်ကြောင့်လန့်ဖြတ်အော်ဟစ်ပြန်တန်းသွားပါလေတစီတယောက်တုတ်တန်စရက်တွင်တယောက်တည်းနေတာကြားလိမ့်ပြီပဲသူ့တွင်ကြောက်စိတ်ဆိုတာမရှိသူ့ကိုဒုက္ခပေးမဲ့သူလည်းမရှိ6လန့်နေမိသူလည်းမရှိသူ့ကို6လန့်ဖို့ဒုက္ခပေးဖို့မပြောလိမ့်နဲ့နေဝင်ရည်တရောအချိန်ရောက်သည်နှင့်တုတ်တန်နားတော့ပင်မြည်သူမှရောက်လာခြင်းပင်မရှိတော့ကြီးတခါတရံဆိုလင်ဖြင့်ရွာရှိခွေးတို့သည်သူ့ထံရောက်ရှိလာတဲ့၏ဒီတွင်တစီသည်တက်ရှိတတဝါများပင်ဖြစ်ကြသည့်ခွေးတို့နှင့်ပြေးလွှားဆော့ကစားတတ်၏ခုတော့မူဘက်တွက်ခွေးတို့သည်အဝေးမှနေ၍သူရှိရာတုတ်တံဘက်လှဲ့ဦးနေကြပါသည်။ထူးဆန်းသည်ဟုပင်ထင်မြင်မိပါ၏ဒီပတ်ဝန်းကျင်တွင်သူ့အပြင်လူစိမ်းတစ်ယောက်ရှိနေသည်မှာတေချာကြပြီထို့ကြောင့်သူသည်ကုတ်ကိုပင်ကြီးတစ်ဝိုက်လှဲ့ပတ်ကြည့်ရှုလိုက်ပြန်၏တက်ရှိလူသားမပြောလေနှင့်ခွေးတစ်ကောင်ကြောင်တမီးမှပင်မတွေ့ပါကလားသို့ဆိုပါလျင်အဘက်ကြောင့်ခွေးတွေဦးရပါသည်။တစီသည်ဇရက်ပေါ်ပြန်တက်ခဲ့တော့၏ဟမ်သူရင်ထိတ်သွားတော့သည်သူအိမ်မော်ကျနေသည့်အိမ်ယာတွင်လူတစ်ယောက်လှဲအိတ်လိုပါကလားဘယ်ချိန်ကဘလို့ရောက်လာတာပါလဲလူစင်းစကောဟုတ်နိုင်ပါလိမ့်မည်လားသူသည်ကြောပိတ်အိတ်နေသောထိုးသူတန်ချီးကပ်သွားလိုက်၏ဟဲ့လူခမရမသူလဲတို့အတန်ပြုတ်လိုက်သည့်ကြောင့်ကြောပိတ်အိတ်နေသောသူသည်ရုပ်ချီးဆိုသလိုကုန်းထလာတော့၏ဒီတော့မှတစီသည်ထိုးသူဘသူဆိုတာသိလိုက်ရတော့၏ဖိုးစိတ်အေးငါရောက်နေတာကြာပြီဘာကိစ္စလဲအိုးငါမင်းရှိကိစ္စရှိမှလာမှာလားကွာအော်ငါကလည်းအဲ့ဒီသဘောမျိုးပြောတာမဟုတ်ပါဘူးဒီချိန်ကြီးရောက်လာတော့ကဘာအရေးကိစ္စများရှိလို့လဲပေါ့ဟာရှိလို့ပေါ့ကွာနှုတ်ဖြစ်လေပြောလीအေးငါနဲ့ပါလာတဲ့လူတွေတယောက်ကိုပြုတ်ပေးစမ်းပါကွာတို့ဖိုးစိတ်ကပြောလာသည်ကြောင့်တစီသည်ခေါင်းနှပန်းကြီးသွားရတော့၏ဟာဘလို့ဖြစ်တာလဲအဲ့ဒါတော့မဖြစ်နိုင်ဘူးထင်တယ်ကွာဖမတိမသိပဲငါဒီတုတ်တန်မှာဘသူ့အလောင်းကိုမှမြုပ်မပေးဘူးငါမယ်စီးဆိုတာရှိတယ်ဖဒီအမိမရခွင့်ပြုချက်နဲ့မှငါလုပ်ပေးရမှာငါသဘောနဲ့ငါဘာမှလုပ်လို့မရဘူးလုပ်တယ်မလုပ်ချင်ဘူးကွာတို့တစေစကားကြောင့်ဖိုးစိတ်သည်အားပါတရရေမောလိုက်လေတော့၏မင်းဘာရတာလဲငါအတီပြောနေတာမင်းကိုသဘောကျလို့ဘာလို့သဘောကျတာလဲဘာသဘောကျတာလဲဆိုတော့မင်းနဲ့ငါဟာစိုးတူကောင်းမတငယ်ချင်းတွေလေကွာတေပေါ်တေဘက်တွေလည်းဟုတ်တယ်လေသွေးတောက်ညီကူတွေဆိုလည်းမမားဘူးဘသူဘာကြီးပဲဖြစ်နေနေဘလို့ပဲဖြစ်နေပြဿနာတစ်ခုကိုနှစ်ယောက်ရင်ဆိုင်ဖြေရှင်းကြမယ်ဆိုကွာအခုတော့ဘလို့လဲအနေဝေးနှစ်တွေကြာကွဲနေတော့ပြက်ပြက်ပြီလားတို့ဖိုးစိတ်စကားကြောင့်တစေတွေ့ဝေသွားတော့၏ဟုတ်ပြီသားပဲဖိုးစိတ်ပြဿနာတစ်ခုနဲ့ကြုံနေပြီထင်ရဲ့တို့ဆိုတော့ကကိုညီရတော့မှာပေါ့ရင်ဆိုင်ဖြေရှင်းရတော့မှာပေါ့အေးဟုတ်ပြီလေကဲဗမာလည်းမင်းလားဘာကြောင့်ဘလို့ဖြစ်ခဲ့ရဆိုငါမသိချင်ဘူးသိစရာလည်းမလိုတော့ဘူးလေကွာတို့တစီကပြောလိုက်သည်တွင်ဖိုးစိတ်တယောက်ညှိုးနွမ်းနေရမှဝမ်းမြောက်ဝမ်းသာဖြစ်ပြီးလန်းဆန်းလာကြတော့၏ကဲလာငါလည်းလိုက်ခဲ့တို့ပြောလိုက်ပြီးတစီကိုဖိုးစိတ်ကကောက်ကိုပင်ကြီးနောက်ဘက်အမောင်ရိပ်တွင်ခေါ်သွားလေတော့၏အဲ့ဒီအလောင်းပဲမဲမောင်နေသည့်တစ်ပင်ချေရင်တွင်ရှိအလောင်းကောင်ကိုညွှန်ပြကဖိုးစိတ်ကပြောပြလေသည်ဖြင့်တစီတယောက်အမောင်တို့တွင်ထိုးထွင်း၍လာရောင်ကျနေသည်မျက်နှာပိုင်းကိုမြင်မြင်လိုက်သည်နှင့်အားပါတရရင်မောလိုက်ရင်နောက်လဲနောက်တက်ပြီးဖိုးစိတ်ရဲ့မြင်းတီတကောင်ကိုရေးကြီးခွင်ကျလို့လူမသိသူမသိပြုတ်ခိုင်းရတယ်လို့ကွာရေ၍ပြောလေတော့၏ဖိုးစိတ်သည်တစီကိုအံ့ဩစွာကြည့်ပြီးဟာလူပါကွာအသေးချာလဲကြည့်ပါဦးဟိုပြောလိုက်လေတဖြစ်တစီသည်ရေမောနေလျက်မှအမောင်တို့တွင်ကြားရောက်နေသည့်ခန္ဓာကိုယ်အစိတ်ပိုင်းကိုစိတ်ဆက်ကြည့်လိုက်၏ဟမ်ထိတ်လန့်ခြင်းအံ့ဩခြင်းတပြိုင်နက်ဖြစ်သွားတော့၏လူသားစင်စစ်တယောက်ဖြစ်နေပါကလားအေးကွာဒီလူမြင်းတကောင်နဲ့အတော်ဆင်တာပဲတစေကြီးပြောင်းလဲသွားသောအမူအရာဖြစ်အင်ကိုကြည့်ပြီးဖိုးစိတ်တယောက်သဘောကျစွာမြင်းလေးရေတန်းသွေးလိုက်ပြီးမြင်းနဲ့တူတဲ့ဒီလူနာမည်ကလေကိုမြင့်တယ်ကွာဟေးတစီတယောက်ရုတ်တရက်ကြားလိုက်မြင်လိုက်ရသည့်ကြောင့်
တအံ့တော်ဖြစ်ခဲ့ရတော့လေဖိုးစိတ်မျက်နှာကိုကြည့်ပြီးစစ်စစ်တွေးမိသွားသည်ကြောင့်ဟုတ်ပြီသားပဲမင်းအောင်မစိတ်နဲ့တူလွန်းနေတော့ကဖိုးစိတ်လို့နာမည်ပေးထားတာပဲမဟုတ်လားကဲပါလေငါမယ်မနေ့ပြန်လူတယောက်မြုပ်ဖို့တွင်းတစ်တစ်ခုရှိတယ်အဲ့ဒီမှာပဲမြုပ်လိုက်ကြတာပေါ့ပြီးလေမှတွင်းတွင်းပြန်လူကြတာပေါ့ကွာကဲငါ့ကိုကူတို့ဆိုလေတစေသည်မြင်းနဲ့တူသောလူကြီးအလောင်းကိုလက်နှစ်ဖက်မှဆွဲကင်မလေသည်ဖြင့်ဖိုးစိတ်သည်လည်းခြေနှစ်ဖက်ကိုဆွဲကင်မလေတော့၏တို့ဖြင့်သူတို့နှစ်ယောက်သည်ထိုလူသည်အလောင်းကိုမနိုင်မလင်းဖြစ်လျက်မြေတွင်းသစ်ရှိရာသို့တည်မသွားပြီးတွင်းနှခမ်းဝါသူရောက်တွင်မြေတွင်းထဲသို့ပစ်ချလိုက်တော်၏အဘဘတစီတယောက်ထိတ်လန့်အံ့ဩသွားတော့၏မင်းလို့မသိဘူးထင်တယ်ဖိုးစိတ်ကိုကြည့်လျက်ပြောလိုက်၏အေးမသိသေးဘူးကွာဖိုးစိတ်ကလည်းတစီကိုပြုံးစစ်စစ်မျက်နှာလေးဖြင့်ကြည့်ရင်ပြောလာသည်ကြောင့်တစီတယောက်လွန်မင်းစွာဒေါသထွက်သွားတော့၏မင်းအဲ့လိုမျိုးတော့လုပ်ဖို့မသင့်ဘူးလူတယောက်ကိုအရှင်လက်လက်မြေမဖို့နိုင်ဘူးမင်းကအင်မတန်ရက်ဆက်သူဖြစ်နေပါကလားတို့နယ်တစီကဒေါသတန်နဲ့ပြောရင်းမြေတွင်းသို့ငုတ်ကြည့်လိုက်သည်မြင်းနဲ့တူသောသူသည်အင်းအဲညင်းညူလျက်ပက်လက်အနေထားမှကုန်းထလာတော့၏တို့ကြောင့်တစီသည်နဘေးရှိပေါက်တူးဖြင့်အပေါ်စည်းမှနေ၍ခုတ်မိုးရန်အာယူလက်သည်တွင်တစီမလုံးနဲ့တို့ဆိုလျက်ဖိုးစစ်သည်တစီကိုအတင်းဝင်ဆွဲလေတော့၏ဟာဘလို့ဖြစ်ရပြန်တာတော့ဟာဘလို့ဖြစ်ရမှာတော့အဲ့ဒါငါမိတ်ဆွေပါကွာတက်မင်းကိုနောက်ပြောင်ကျင်တာရဲ့ကြောင့်ငါအပေါ်မှာမင်းဘလို့သဘောထားရှိလေသိကျင်တာရဲ့ကြောင့်ကိုမင်းကိုတေဟန်ဆောင်ခိုင်းပြီးမင်းစိတ်ကိုဆန်းတာပါကွာဟာကွာဖိုးစိတ်ရမင်းငါ့ကိုတွင်းနဲ့ကြီးတဲ့ပစ်ချလိုက်တော့နာသွားတာပေါ့ကွာနှုတ်ကြောက်တယ်ငါအလန့်တကြားအော်လိုက်မိလို့ပေါ့တို့နယ်ပြောလျက်ကိုမင်းဆိုသောသူသည်တွင်းထဲမှာခုံလွားတွေ့တက်လာတော့၏မောင်မက်သည်ကိုမင်းကိုတအံ့တော်ကြည့်ရင်ငါလည်းလူသေးတွေနဲ့အမြဲထိတွေ့နေတာပဲလူသေးအောင်ဆောင်ထားတဲ့သူမျိုးမိမျောနေတဲ့သူမျိုးငါခွဲခြားတတ်ပါရဲ့ကွာနှုတ်ပေမဲ့ဒီလူကိုတော့ငါအင်မတန်ချီးကျူးမိပါတယ်ကွာတကယ်လူသေးတယောက်လိုပဲအံ့ရောအဲ့ဒီကိုမင်းဆိုတဲ့လူက2 ရက် 3 ရက်လောက်လူသေးတယောက်လိုမလုံမရှာအသက်မရှူပဲနေလို့ရတယ်ကွာတို့နယ်ပြောပြီးဖိုးစိတ်သည်သူ့ခါဝစ်ပစိုးနဲ့ခါးကြားတွင်ထိုးထည့်ထားသည့်အရက်ပလင်းကိုဆွဲထုတ်လိုက်ပြီးကဲမင်းနဲ့ငါနဲ့မတွေ့တာကြာနှစ်တွေလည်းမနေတော့ဘူးအခုပြန်တွေ့တဲ့အထိတ်အမှတ်ရငါမိတ်ဆွေကိုမြင့်နဲ့မိတ်ဆက်ပွဲအထိတ်အမှတ်ရဖြစ်ပျော်ပါစားတော့ကြမယ်ကွာကဲလာမင်းရင်သွားမယ်ငါရင်ဟုတ်လားဒီဇက်ကငါရင်ပဲပေါ့ကွာဟေးဖိုးစိတ်နဲ့ကိုမြင့်သည်တစေစကားကြောင့်တအံ့တော်ဖြစ်သွားကြတော့၏ပြီးလေမှဖိုးစိတ်တယောက်သဘောကျစွာရေးလိုက်ပြီးပိုကောင်းတော့ပေါ့ကွာရွာထဲမှာဆိုရင်ငါတို့နှစ်ယောက်ကိုအထူးဆန်းလို့ဝိုင်းအောင်လာကြည့်ကြတော့မှာငါတို့မလို့မလက်ဖြစ်ရအောင်မယ်တို့ဖြစ်သူတို့သည်ဇရက်ပေါ်သို့ပြန်တက်လာကြတော့၏နေဦးကွာငါရွာထဲမှာအမီးတွေသွားရှာကြည့်ဦးမယ်သူပြောလျက်တစေသည်ဇရက်ပေါ်မှာဆင်းကတုတ်တန်အပြင်သို့ပြေးထွက်သွားတော့၏မင်းငယ်ချင်းတို့ငါသဘောကျပြီတကယ်မင်းရဲ့တေပေါ်တေပတ်ပဲကွာကိုမြင့်သည်ဖိုးစိတ်ကိုတို့နယ်ပြောလိုက်ပြီးဇရက်ခေါင်းရင်းပိုင်းရှိအလောင်းတင်ခုံလေးပေါ်တွင်မပြောမဆိုကြောဆန်းလိုက်လေပြီးမှအညောင်းမြညာပြီးနားလိုက်အောင်မယ်ကွာဟုတ်ပြောလိုက်လေဒီကြောက်နားပါဗျာနားတေးချင်အောင်တော့မဆောင်နိုင်နဲ့နော်စိတ်ချပါကွာငါလည်းတောက်ချင်နေတာပဲကွာဒီနောက်ကိုမြင့်သည်ငြိမ်သက်စွာကြောဆန့်နားနေတယ်လို့ဖိုးစိတ်သည်လည်းပစစ်တုတ်တိုင်လျက်တစေပြန်လာမိတုတ်တန်ရှိရွာလမ်းမကြီးကိုငေးမျောကြည့်နေလေတော့၏အတန်ကြာလေမှတစီတယောက်ဒဏ်ချိုက်တလုံးကင်လျက်ပြန်ရောက်လာ၏ဟာဘာတွေတုံးကွာတောဝတ်သားဟင်းကွာပြီးတော့အကျန်းပကံလုံး3လုံးနဲ့တောက်ရည်ပလင်းဟာတဲဟုတ်ပါလားမင်းဘေကသွားယူလာတာတော့တကြီးအိမ်ကဟေးမင်းလိုလူကိုတကြီးလိုလူကဘာကြောင့်အဲ့လိုဆက်ဆံရတာလဲကွာမဖြစ်နိုင်တာကြီးအေးယုံချင်းမယုံချင်းဒီရွာသူကြီးကသဘောမနှောလဲကောင်းတယ်ရွာသူရွာသားတွေအပေါ်မှာလဲနားလည်မှုအပြည့်နဲ့အုပ်ချုပ်နေတာငါကလည်းဒီဇရက်ကိုအပိုင်ပေးထားသလိုပဲပြီးတော့ငါတို့စားဖို့တောက်ဖို့ကိုလည်းစီစဉ်ပေးသေးရဲ့အေးမင်းပြောသလိုဆိုရင်ငါတော့မင်းနဲ့အတူတူနေခြင်းပြီဟေးငါပြလည်းနေပါလားကွာတို့နဲ့တစီကဝမ်းသာအားရပြောလိုက်သည်တွင်ဖိုးစိတ်တယောက်မျက်နှာညှို့ကြလျက်မဖြစ်သေးဘူးကွာကိုမြင့်နဲ့ပြန်လိုက်ရအောင်မယ်ငါသူ့ကိုဂရိခံရတာရှိလို့ဟေးဘလို့ကြောက်များလဲကွာကိုမြင့်ကတောတဲ့မယ်တယောက်တည်းနေနေတာနှစ်လများစွာကြာပြီပေါ့စကားပြောဖို့လူသားတယောက်အဖို့မရှိလို့ငါ့ကိုချောဆွဲထားတာပဲကွာအခုတော့မှငါပြန်လာပါမလားဆိုတော့မယုံလို့လိုက်လာတာတရက်2ရက်လောက်နေပြီသူနဲ့ပြန်လိုက်သွားရမှာ
အော်ဒီလူကမတရားတာပဲသူ့သဘောနဲ့သူတောတောင်ထဲသွားနေပြီးတော့စကားပြောဖို့လိုရတယ်ဆိုတော့လေလူတွေရှိတဲ့နေရာပြန်လာနေမှာပေါ့ကွာဘယ်နဲ့မင်းကပါသူနဲ့ဒုက္ခလိုက်ခံရတယ်ဆိုမဟုတ်သေးပါဘူးသူနဲ့မောင်မှတ်ကအိတ်နေတော့ကိုမြင့်ကိုမကြေမနက်မျက်စောင်းတစ်ချက်ထိုးကပြောလိုက်လေမဟုတ်သေးဘူးမလုံးနဲ့ဟုတ်တယ်ကွာငါလည်းဘယ်နေချင်မှမလဲငါအသက်ကိုသူကယ်ထားတာလေအဲ့ဒီကျေးဇူးကြောင့်ငါသူနဲ့စကားပြောဖို့အဖြစ်နေပေးရမှာကွာငါကလည်းဂရိပေးပြီးသားဖြစ်နေတယ်လေကွာမင်းမသစ္စာလူမာဂရိတဲ့ဖိုးစိတ်ကသူ့နဲ့ပြောပြီးသူနဲ့ကိုမြင်းစုံစည်းကြပုံကိုအသေးစိတ်ပြောပြလေအေးလေငါကလည်းမင်းနဲ့ပြန်ဆုံတော့ဝမ်းသာနေတာကွာနှုတ်ဖြစ်မင်းငါတို့နဲ့လိုက်နေပါကလားတို့ပြောလာသူဒီကိုမြင်းပင်ဖြစ်ကြတော့ဤကိုမြင်းဒီတို့နဲ့ပြောပြီးလဲလျောင်းနေရမှထထိုင်လာလေတော့ဤအေးကိုမြင်းနေတဲ့နေရာလေးကငိမ့်ညံ့နေကွာစားဖို့တောက်ဖို့လည်းမပူရကိုမြင်းကမစိုးပေဘူးပဲဖိုးစိတ်ကအားတက်သေးရောပြောလေတော့ဤလိုက်တော့လိုက်ချင်တာပေါ့ကွာနှုတ်ပေမဲ့ငါမှလည်းဖထီရဲ့သမီးနော်ရဖို့ကိစ္စကရှိနေလေတော့လိုက်လို့မဖြစ်သေးပါဘူးကွာတစီစကားကြောင့်ဖိုးစိတ်ဒီဘာကိုသဘောပေါက်သွားလေတင်မသိပြုံးပြီးဟိုးငါတငယ်ချင်းကြီးမလဲတန်ရောစင်တွေ့တာရမယ်သူရှိနေပြီလားကွာရေလို့ပြောလိုက်ဤဝါမင်းတင်တော့မဟုတ်ပါဘူးကဲတောက်ကြရအောင်တောက်ရင်ဆိုင်ငါပြောပြပါမယ်ကွာတို့ဆိုလျက်အကျန်းခွက်ကလေးများတွင်ရက်အနှဲငယ်စီထည့်ပြီးတောဝတ်သားနဲ့ထည့်ထားသောတန်ချိုက်ကိုအဖုံးဖွင့်လိုက်လေတော့ဤကဲစားကြဟာအင်မတန်ကောင်းတာကလားကိုမြင်းကဝတ်သားတုံနှိုက်ယူမြုံစားရင်ပြောလိုက်ဤအဲ့ဒါဖတီသမီးနော်ရဖို့လက်ရပြီပဲဖိုးစိကဘာသဘောပေါက်သွားလေသည်မသိတစီကိုပြုံးစီကြည့်ရင်ရေတန်းသွေးလိုက်ဖိုးစိရဲ့မင်းအငါ့ကိုမယုံသင်္ကာနဲ့ပါကလားငါရှင်းပြမှဖြစ်ကြတော့မယ်အဆိုလေးရဲ့အရက်ခွက်ကိုကောက်ယူမောတော့လိုက်ပြီးဖတီကသူ့သမီးကိုအင်မတန်ချစ်တာကလားသူ့သမီး4 5 6နှစ်ကလေးကသူ့မိမဆုံးသွားတော့နောက်အိမ်တော်မပြုတ်ပဲသမီးဖြစ်သူကိုသာသူ့အချစ်တွေပုံပေးပြီးချစ်ခဲ့တာပြုစုပြိုးထောင်ပေးခဲ့တာလေအခုဆိုရင်ဖြစ်အပြူကြီးဖားဖြစ်နေပြီသမီးကလည်းလိမ်မာလိုက်တာလွန်ရောသမီးဖြစ်သူကလည်းသူ့အဖေကိုချစ်ရှာပါတယ်နှုတ်ပေမဲ့လို့ကွာပုထုဇဉ်လူသားပဲလေတီးကျင်တန်တီးပွင့်ကျင်တန်ပွင့်ရတော့မှာပေါ့ဒီတော့သူ့အိမ်အဝင်ထွက်ရှိတဲ့ကောင်လေးတယောက်နဲ့ညှိစွန်းသွားကြတာပေါ့ဘာလဲအဲ့ဒီကောင်ကမျိုးမစစ်ကောင်လားဗရုပ်ဒုက္ခကောင်လားဖိုးစိတ်ကမေးလိုက်ရင်အရက်တစ်ခွက်ကိုငဲ့တောက်လိုက်ပြန်ဤဘယ်ကလာမျိုးမစစ်ကောင်ကမှလဲကွာလူရီမွန်ပညာတတ်လေးကွာလူချစ်လူကလည်းပေါ်တယ်မြို့သားနှုတ်ဖြစ်အဲ့ဒီကောင်ကအကောင်မလေးကိုပြောကြတာလားအဲ့လိုလည်းမဟုတ်ဘူးကွာအတီးကြိုက်တာဖတီးစီမှာတောင်းရလက်ထက်ယူဖို့တောင်စူးစမ်းနေတာဟေးနှုတ်ဖြစ်ကွာဖတီးကဘာလို့လဲသဘောမတူစရာဘာချော့ရင်ကျအဲ့ဒီကောင်မှရှိလို့လဲတို့ကိုမြင်းကဝင်မေးလိုက်သည်တွင်တစီတယောက်ငိုင်သွားတော့ဤဟာဟဲ့ကောင်မေးတာဖေအောင်လေကွာဖိုးစိကတစီကိုစိတ်ပြတ်စွာကြည့်ရင်လောဆော်လိုက်ပြန်ဤဒီတွင်တစီသည်အရက်တစ်ခွက်ငှဲ့တော့လိုက်ပြီးဝတ်သားတုံးကိုနှိုက်ယူဝါစားနေမှသူ့မယ်အပြစ်နာစာမရှိဘူးဖတီသဘောမတူစရာလည်းလုံးဝမရှိဘူးဆိုပြီးပြောလိုက်သည်တွင်ဖိုးစိတ်ကိုမြင်းပါမောင်မတ်ကိုအစမ်းတကျလူသားတစ်ယောက်ငယ်ငေးကြည့်လိုက်မိတော့ဤဒါမြန်ကွာဘာပြဿနာရှိတော့မှာတော့သူ့နယ်ဗျိုင်းသူပြောလိုက်တော့ဤရှိတယ်သိရှိတယ်နှုတ်ကြောက်ပေါ့ကွာဟေးတစီတံမမမျော်လင့်သောစကားကြားရသည်ကြောင့်ကိုမြင့်နဲ့ဖိုးစိတ်သည်အံ့ဩသွားရပြန်တော့ဤဒီကောက်မယ်အပြစ်ပြောစရာဘာမှမရှိတာဖတီတို့ပြဿနာပေးပဲပေါ့ရှင်းအောင်ပြောစမ်းကွာအေးဒီလိုကွာဖတီကသူငုံထားမတက်ချေရတဲ့သမီးလေးသူ့ရင်ဝင်တွေကနေထွက်သွားမှာကိုကြိုတင်စိုးရင်ပူပန်နေရှာတာဒါမြန်ကွာတမက်လောင်းကိုအိမ်ခေါ်ထားလိုက်ပေါ့အဲ့လိုလည်းဖြစ်နိုင်မယ်မဟုတ်မှန်သူသိတယ်လေဘာလို့လဲဆိုတော့ကောင်လေးကသူ့မိမကိုတောကြုံအောင်ကြဘယ်ထားပါမလဲမြို့ခေါ်သွားမှာပေါ့တတိတနန်းထားမှာပေါ့အိုးဒါကတော့ဖတီကသူ့အပူသူရှာတာပဲသမီးရဲ့အရှိရစိတ်ချလိုက်ရတော့တဲ့အတွက်ပိုတောင်စိတ်ချမ်းသာဖို့ကောင်းသေးနှုတ်နေပါဦးမင်းကပါဆိုင်လို့ဂျားတဲ့ကနေဝင်ပူပန်နေရတာတော့တို့ကိုမြင်းကတစီကိုပြောလိုက်ဤတကယ်ဆိုရင်ဖြစ်ငါအပြစ်ပါကွာကာယကံရှင်ကခဏဒီဖတီကိုတိုက်ရိုက်မပြောသေးပါဘူးဒါကလေကောင်မလေးကသူ့အဖေချောင်းတီးလို့ပြောခွင့်တာတဲ့အချိန်စောင့်နေတာဖြစ်မှာပေါ့ငါကသာမနေနိုင်မထိုင်နိုင်ဖတီကိုပြောလိုက်မိတာဟာကွာအဲ့ဒီတော့ဖတီကတနေ့နေ့ရင်ဆိုင်ရတော့မယ်ဆိုတာကြိုတွေးမိပြီးစိတ်ဆင်းရဲနေရှာတာပေါ့ကွာငါသတင်းပေးပြောလိုက်ပြီးတဲ့နောက်ပိုင်းဖတီတယောက်ရှင်ရှင်လန်းလန်းကိုမရှိတော့ဘူး
အဲ့ဒီတော့ငါကျေးဇူးရှင်ကိုနှိမ့်ဆက်တူဝါဆိုသလိုမရွှင်မလန်းဖြစ်နေတော့ကငါပြောကလည်းဖြစ်သွားသလိုပဲငါလည်းဘယ်စိတ်ချမ်းသာရတော့မလဲကွာသူပြောရင်တစီတယောက်ညှိုးငယ်တွေ့ဝေသွားလေတော့ဤသူ့ဖြစ်ကိုကြည့်ရင်ဖိုးစိတ်နဲ့ကိုမြင့်သည်တက်ပြင်းကိုစီချလိုက်ကမြည်သည့်စကားမှမပြောကြလေပဲအရက်ကြီးတစ်ခွက်ပြီးတစ်ခွက်တောက်နေကြတော့ဤတကောင်ရန်ကြက်တွန်တန်ကြားလိုက်ရသည့်အချိန်တွင်ကိုမြင့်နဲ့ဖိုးစိတ်သည်ပလင်းလဲလူလဲဖြစ်သွားကြတော့ဤတစေသည်ကမူးပင်မူးညာအိပ်၍မပြောမျက်လုံးကြောင်နေသည်ကြောင့်ဇရက်ပေါ်မှဆင်းကအုတ်ကူဖြူဖြူတစ်လုံးပေါ်တွင်သွားထိုင်လျက်လိုက်ရောင်ဖြာကြနေသောရွာဦးထုံးဖြူဖြူဇေဒီလေးကိုငေးမောကြည့်နေလေတော့ဤဒီအချိန်မှာပင်ရွာတွင်ရှိဖထီအိမ်ရှိဗရောက်ပင်ကြီးမှောင်ရိပ်အောက်တွင်လူနှစ်ယောက်ရှိနေကြ၏တကောင်ရန်အချိန်ကိုအားပြုမှောင်ရိပ်ကိုအားကိုခိုးကြောင်ခိုးဝက်ရှိနေကြခြင်းဖြစ်၏တယောက်သောသူသည်မိမပြိုလေးဖြစ်ပြီးတယောက်သောသူသည်ယောက်ျားပြိုလေးဖြစ်နေကြတော့၏သူတို့နှစ်ဦး၏စကားသံသည်တိုးညင်းသည်ဆိုညာတကောင်ရန်အချိန်မှုလူတန်တိတ်ဆိတ်ခြင်းလေပြေတိုက်ခတ်နေခြင်းကြောင့်သူတို့နှင့်အတန်ငယ်အလှမ်းကွာတွင်ရှိလူတစ်ယောက်ကမူနားပါခြင်းနားဆွင့်ထားခြင်းကြောင့်ပြပြတတ်ကြားနေရတော့၏ကိုမျိုးရဲ့အပားကိုတယောက်တည်းခွဲမထားခြင်းဘူးနှုတ်ချောက်ပြောတာပေါ့အေဖို့ရဲ့မင်းအပားကိုပါခေါ်ခဲ့ကြည့်ပေါ့ဘလို့ဖြစ်နိုင်မှာတော့ကိုမျိုးရဲ့အပားကဒီလူရွာရဲ့အဓိကမရှိမဖြစ်မန်နိုင်ကြီးလေသူ့ကိုအားကိုတကြီးရှိကြတဲ့ရွာသူရွာသားတွေကိုပြစ်ပြီးလုံးဝမလိုက်မှတေးကြတယ်နှုတ်ဖြစ်လေအေဖို့နဲ့ကိုမျိုးဒီလိုကြီးတက်လုံးနေသွားရတော့မှာလားအဲ့လိုလည်းမဟုတ်သေးပါဘူးကိုမျိုးရဲ့ကိုမျိုးဒီမဲ့နေပါလားဆုံးဖြတ်ချက်ခိုင်မာချပြီးလင်းဖြစ်အပားကိုဖွင့်ပြောလိုက်ကြတော့မယ်လေတို့စကားတန်ကြောင့်သူတို့နှစ်ဦးနဲ့မလန့်မကန်းရှိအိမ်ရှိဘရင်ဘောက်ကိုအနှဲငယ်လျှက်လိချောင်းမြောင်းနေသည့်လူသည်ထိုနေရာလေးမှအသားရဖေးခွာ၍အိမ်အတွင်းကန်းအိယာထက်ခြေပြစ်လက်ပြစ်လှဲချလိုက်တော့၏သူ့ရင်တွင်လှုပ်ခတ်လို့နေကဒုံကရင်ကြီးဖြစ်လို့နေဖះသူတို့နှစ်ယောက်သူ့ကိုဖွင့်ပြောလာကြလင်ဖြစ်ဘလို့လောက်ရပါဟင်းအင်းလို့လည်းညင်းလို့မဖြစ်အင်းရဲ့လို့လည်းခေါင်းကြီးလိုက်လို့လည်းမဖြစ်နိုင်သမီးလေးကိုတော့ကြိတ်၍ချီးကျူးမိပါသည်မကြာခဏဆိုသလိုမြင့်အချိန်မတော်ခိုးကြောင်ခိုးဝဲအချစ်သူနှင့်ခိုးတွေ့ခဲ့ညာထိမ့်သိမ့်နေတတ်သူဖြစ်၏စိတ်ကိုအလိုမလိုက်ဒါကိုသူအသိဆုံးဖြစ်သည်တစေတတိပေးစကားပြောပြီးကလေးကအရေးလိုကပ်၍လိုက်ကြည့်နေရသည်ပဲထိုကိစ္စနှင့်ပတ်သက်၍စူပူကျိမ်းမောင်းခြင်းလည်းမပြုလို့အပားသိနေပါသည်ရဲ့လို့လည်းမပြောဝံ့နှုတ်ဆိုပါကသူတို့ကိုလမ်းခင်းပေးသလိုဖြစ်သွားကြပြီဒီအတိုင်းမသိလိုက်မသိပါသာနေချင်းကသည်လျင်အကောင်းဆုံးဖြစ်ပေလိမ့်မည်ဟုတွက်ထား၏သို့ပေမဲ့တနေ့မို့တနေ့ထိတ်တိုက်ဆုံလာခဲ့သောဆိုသည့်အတီးကသူ့ကိုအမြဲ၆လန့်လို့နေပြီထိုနေ့မျိုးကိုသူရောက်မလာပါစေခြင်းခက်ပဲခက်ရကြီးရဲ့သူ့အတွက်အိမ်မပြောသည့်ညတွေစားမဝင်သည့်နေ့တွေမနှဲကြပြီပဲဖဒီဘလို့ဖြစ်နေတာတော့လန်းလန်းစန်းစန်းလည်းမရှိပါလားတမမိုင်တူတွေနဲ့ကျမ်းမာရေးရောကောင်းရဲ့လားအပထမင်းလည်းသိမစားပါကလားဖုံးမှုတတိထားမိတာကြာပြီအပရင်ထဲမှာဘာတွေဖြစ်နေလဲနေရောကောင်းရဲ့လားအိုးဘာမှမဖြစ်ပါဘူးကောင်းပါတယ်တို့နယ်ပြန်ပြောလိုက်သည်တွင်ပြီးသွားကြပြီဆိုညာတစေကတော့မူကျွန်တော်ဖဒီကိုပြောလိုက်မိတာမှားသွားပြီဆိုတာသိလိုက်ရပေမဲ့စကားလွန်သွားလိမ့်ပြီလေဖဒီကိုကျွန်တော်စိတ်ဒုက္ခပေးလိုက်သလိုဖြစ်နေပြီစိတ်မကောင်းမဖြစ်ပါနဲ့ကွာငါကတကူကောင်းဆန်စိတ်ဖြစ်မိလို့ပါတဘာဝကိုလွန်ဆန်းနေတာပါဒါတော့ဖဒီရဲ့အခုလိုကြီးဖဒီတမမိုင်တူတွေဖြစ်နေတာမြင်ရတော့ကျွန်တော်လည်းဘယ်စိတ်ချမ်းသာနိုင်ပါမလဲဖဒီဘလို့ကြောင့်ဒီလိုခံစားနေတယ်ဆိုတာကျွန်တော်သိပြီဖဒီရင်ဆိုင်ရတဲ့နေ့တစ်နေ့ဆိုတာလုံးဝရောက်မလာနိုင်တဲ့ဒီလန်ကျွန်တော်ရှာကြည့်ပါဦးမယ်တစီဘာတွေစဉ်းစားနေပြီလေမတော်တရော်တွေစဉ်းစားနေပါလေအခက်တစီရဲ့ငါတို့အမင်းကူစဉ်းစားကြမလို့ပါဘူးငါသမီးလေးနဲ့ငါရည်စက်ရှိသမျှတော့တူတူနေရအောင်ပါပေါ့တို့နေသူကတစီကိုဖြည့်သိမ့်လိုက်ရသည်သူ့ရဲ့ကံကြမ္မာကိုသာသူစောင့်ကြည့်နေရတော့မှာပါကလားဟေးတစီတညလုံးမအိပ်ပဲဒီလိုကြီးထိုင်နေတာလားကွာဖိုးစေးကအိယာမနိုးလာသည်နဲ့အုတ်ကူဖြူဖြူလေးပေါ်တွင်ထိုင်လျက်ငိုင်းတွင်နေသည့်တစီအားသွားကပြောလိုက်လေတော့ဤတစီကဖိုးစိတ်အမေကိုမဖြီလီပဲဒီကနေ့ငါယာတဲ့ကအလောင်းတလောင်းမြုပ်ပေးရမယ်ပေးလင်ဖြစ်ငါလုပ်ပြီးပြီအာသုဘရှင်ကငါ့ကိုတွင်းတူးကပေးလင်ဖြစ်ငါမင်းတို့ကိုအရက်တလုံးဝယ်တိုက်မယ်ကွာလို့သာပြောလေနှုတ်ဆိုလင်ဖြစ်မင်းရဲ့ဒီနေရာလေးမှာတော်ကြနေလူတွေရောက်လာတော့မှာပေါ့
နှမျိုးလာကြီးရဲ့အသေးစောလာကြီးရဲ့တနာပါတယ်ဘာညာဟန်ဆောင်တာတွေကြားနေရတော့မယ်ပြီးတော့သွားလေသူကြီးရဲ့မင်းနဲ့ငါနဲ့မခွဲနိုင်ဘူးရဲ့လို့ဟန်ဆောင်ပန်းဆောင်ငိုတာတွေကြားရတော့မယ်ဟုတ်တော့လည်းမဟုတ်ပဲနဲ့ဒီလိုတွေပါမမြင်ချင်ဘူးကွာမကြားချင်ဘူးကွာပြန်ကြမယ်တို့ပြောလာသူသည်ကိုမြင့်ဖြစ်ချီတော်ဤနေပါဦးဗျာရောက်တုံရောက်ခိုက်တရက်နှစ်ရက်ထက်နေခြင်းသေးတယ်တို့ဖိုးစိတ်ကကိုမြင့်ကိုမကြည်မနဲ့ကြီးကပြောလေဖိုးစိတ်ရဲ့မင်းကလေးကိုမင်းမဖြတ်ချင်ပါနဲ့လားဒီမလာခင်ကမင်းငါ့ကိုဘာပြောထားလဲကျွန်တော်တကယ်ချင်းလူလောကမှာရှိနေသေးလားတေးလေပြီလားသိရရင်ပြတော်ပါပြီဆိုနှုတ်ကြောင့်မင်းကမယုံလို့မင်းနဲ့လိုက်လာတာပေါ့ငါလူတွေနဲ့လူတော်တွေမှာမနေချင်ဘူးကွာအခုပဲပြန်မယ်တို့နယ်ပြောလျက်ကိုမြင့်သည်တဆေးပခုံးကိုတစ်ချက်ပုတ်လိုက်ပြီးဖိုးစိတ်ကိုမျက်ဆောင်ထိုးကြည့်၍လှဲ့ထွက်သွားလေတော့တဲ့ဖြစ်ဟောလူကြီးတယောက်ကပေးပြီးသားဂတိကိုမဖျက်ရဘူးလေကွာမင်းလိုက်သွားကြည့်မင်းနဲ့ငါကံမကုံလင်ဖြစ်ပြန်ဆောင်ကြပါသေးတယ်နှုတ်ဖြစ်လဲမင်းကိစ္စပြီးလင်ဖြစ်ငါတို့နဲ့လိုက်ခဲ့ကြကွာစောင့်ခေါ်မယ်မဖြစ်နိုင်ပါဘူးတငယ်ချင်းရဲ့ငါမယ်ဖာတီနဲ့ပတ်သက်လို့ဘယ်လိုလုပ်ပေးရမယ်ဆိုတာတာဝန်တွေရှိနေသေးတယ်လေကွာတို့တစီကပြောလိုက်သည်တွင်ဖိုးစိတ်သည်မကြေမနက်ကြည့်လေပြီမင်းဟာလေသူများအတွက်ပဲစဉ်းစားတယ်နှုတ်ဖြစ်ဒီလိုလုပ်ကွာမင်းပြောတဲ့ဖာတီရဲ့ပြဿနာကိုငါတနည်းနဲ့ရှင်းပေးမယ်အဲ့ဒါပြီးလင်ဖြစ်မင်းငါတို့နဲ့လိုက်မယ်မလားတို့ဖိုးစိတ်ကပြောလိုက်သည်တွင်တစီတယောက်ရင်ထိတ်သွားတော့၏ဘာကွာဘာပြောတယ်ဘလို့တနည်းနည်းနဲ့လဲမဟုတ်တာတွေမစဉ်းစားပါနဲ့ကွာအလိုလေးဗျာမင်းကမင်းဖာတီအတွက်စဉ်းစားတာအဲ့ဒါမှန်းရတာတိတ်မှန်တာပေါ့ကျေးဇူးရှင်မိတ်ဆွေကောင်းဆိုတာမိတ်ထားလို့မရဘူးသူတို့အမှုကိုဝင်ကူနိုင်ရမယ်နှုတ်ဖြစ်ငါကမင်းရဲ့တွေ့တော့ရဲဘော်မဟုတ်လားဟုတ်တယ်လေအဲ့လိုဖြစ်ငါလည်းမင်းတို့ပူပေးရတာတရားပါတယ်နော်သူနဲ့ပြောလျက်ဖိုးစိတ်သည်တဆေးပခုံးကိုပုတ်လို့ရတဟားဟားရင်မိုးရင်လှဲ့ထွက်ကြတော့ဤငါမင်းတို့နဲ့လာနေဖို့စဉ်းစားမှာပါတုတ်တန်ဝါတို့ရောက်သွားပြီဖြစ်တော့ဖိုးစိတ်ကိုလှမ်းအောင်ပြောလိုက်သလိုဖိုးစိတ်သည်လည်းမင်းငါတို့နဲ့လိုက်နေပြအောင်ငါစဉ်းစားမှာပါကွာရဲလို့လှဲ့အော်လက်ပြနှုတ်ဆက်သွားလေတော့ဤတို့ဖြစ်ဖိုးစိတ်နဲ့ကိုမြင့်တို့သည်ဒီတူရွာအထွက်တောဆက်သို့ရောက်လာကြတော့ဤကျုပ်ကိုအချိန်တရက်လောက်ဖြစ်ပေးပါအောင်လားဗျဖိုးစိတ်ကစ၍ပြောလိုက်သည်တွင်ကိုမြင့်သည်ရှေ့မှရှောက်နေရမှနောက်သို့လှည့်ကြည့်ရက်တန်လိုက်တော့ဤတို့ပြောလာတော့ဖိုးစိတ်စကားကိုမကြေမနက်ဖြစ်သွားပုံရ၏ဖိုးစိတ်ကတပ်ပြင်းတစ်ချက်ချလိုက်ကသူ့စကားအရာမရောက်နိုင်သည်ကိုသိတော်သည်ဖြစ်သူ့အားရက်ဆောက်နေသောကိုမြင့်ကိုတစ်ချက်ငဲ့ဆောင်ကြည့်လိုက်ပြီးဖြတ်ကျော်ရှေ့ဆက်ရှောက်သွားလေတော့၏ဒီတို့ဖြစ်ကိုမြင့်နဲ့ဖိုးစိတ်သည်လမ်းတစ်ထောက်နားနေရရောက်သည့်တိုင်စကားမပြောကြတော့ကြီးကို့အတွင်းကိုကို့စိတ်ကူးဖြစ်ကိုနေလိုက်ကြခြင်းဖြစ်တော်၏သို့ပေမဲ့တယောက်ကိုတယောက်ကတော့ဖြစ်အရေးတကြီးကြီးရှိကြပြန်၏လမ်းတစ်လျှောက်ဖြတ်လျှောက်ခဲ့ရတွင်ချောင်းမြောင်းအိုင်လီမြမငါးတို့ကိုရှာဖွေဖမ်းယူခဲ့ကြ၏လမ်းတစ်လျှောက်နားနေရင်ကင်စားကြ၏ဒီပြင်စကမ်းပြန်ရောက်လျင်ညစာအလူငါချက်ပြုတ်စားရန်ဖြစ်ကြ၏ညမှောင်လူအချိန်တွင်စကမ်းတဲသို့ပြန်ရောက်ခဲ့ကြတော့၏လျှော်ကျိုးဖြစ်တည်ယူထားသောငါးတွေကိုစကမ်းတဲတိုင်တွင်ချိတ်လိုက်ပြီးဝါးကြမ်းကင်းပေါ်လှည့်ချလိုက်ကြတော့သည်တဏီကုံရှောက်ခဲ့ရသောခီးဖြစ်သည့်ကြောင့်ပင်ပန်းကြပြီပဲနားနေလူပြီပဲအတန်ကြာနှစ်ယောက်သာအိပ်ပျော်သွားကြတော့၏ညီမြကြကြအိပ်ပျော်သွားသည်မသိတော်လဲတန်ကြီးနှင့်အတူဝါးတဲသည်လှုပ်ခါသွားတော့သည်ကြောင့်လန့်နိုးလာတော့၏ဘာဖြစ်တာတယောက်ကိုတယောက်အပြန်လန်းမေးလိုက်ကြသည်ငါလင်လောက်တာဖြစ်မယ်ကဲပါကွာစားတယ်ငါးကင်ကြည့်ဦးမယ်ကိုမြင့်ကသူ့နယ်ပြောလျက်တဲပေါ်မှာဆင်းကငါးတွေကိုဖြုတ်ယူ၍မီးပုံနာသွားလိုက်ပြခဲနေသောမီးကင်းများကိုရက်လိုက်ပြီးထင်းချောက်ကိုင်းများထပ်ပိုးထည့်လိုက်အတန်ကြာတွင်မီးတော့မီးလျံဖြစ်လာတော့၏ဒီတော့မှကိုမြင့်သည်ချောင်းဆက်သို့သွားလိုက်ပြီးငါးကောင်တို့ကိုဗိုက်ခွဲဥနှုတ်စားနယ်တစွတ်ထိုးမီးကင်လိုက်တော့၏မထဲပြန်ကြခမားတဲ့နဲ့သွားပြန်ယူကြည့်ဗျာတချင်းလုံးသူ့အားစကားမပြောသောဖိုးစိတ်တယောက်ထို့သို့စပြောလာသည်ဖြင့်ကိုမြင့်တယောက်တန့်တော်ငေးကြည့်လိုက်ပါ၏ပြီးလေမှာဘာလို့တော့အလော30လိုအပ်မှသွားယူမှာပေါ့အိုးဘယ်ဖြစ်မလဲဗျဘာဖြစ်တယ်အခုမှအရေးကြီးဘာဖြစ်နေတာလဲခါတိုင်းအမဲလိုက်လိုအပ်မှသွားယူနေကြပဲဟာဒါတော့ဒါပေါ့ဗျာနှုတ်ပေမဲ့အခုဟာကကျုပ်တို့အရေးကြီးလိုအပ်တယ်လीဟေးဖိုးစိတ်စကားကြောင့်ကိုမြင့်တန့်တော်ဖြစ်သွားလေတော့၏တို့ဖြစ်ဖိုးစိတ်ကိုလည်းမယုံသင်္ကာဖြစ်သွားမိတော့၏ဖိုးစိတ်တယောက်တလွဲစိတ်ကူးဝင်နေပြီထင်တယ်တို့ကြောင့်နေပါဦးကွာင
မင်းကငါတနက်ကိုအရေးကြီးလိုရရအောင်ဘာအကြံစီရှိလို့တော့ဆိုပြီးမေးလေမဟုတ်တာလို့စိတ်မကူးနဲ့နော်တို့နဲ့တစ်ဆက်တည်းပြောလိုက်ပြန်ဘာမှမဟုတ်တာမလုပ်ရပါဘူးဗျာခမရနဲ့ကျုပ်ဘသူလက်ဖြောက်လေသိကျင်လို့ပါဟေးကိုမြင့်တယောက်အံ့ဩသွားကြည့်တော့ဤတခါဘူးမရလဲတနက်ကင်တာမတွေ့ဘူးခဲ့လေပဲအခုမှဘာကြောင့်ပြီးဒီစကားပြောရတာတုံးရဲ့လို့စိတ်ထဲကတွေးလိုက်မိပေမဲ့ပါဇက်ကိုရွှဲပြယုံတာပြလိုက်ဤပါလေကျုပ်ကိုတနက်မပြတ်တတ်ဘူးထင်လို့လားပြတ်တတ်ယုံတယ်မကတစ်ချက်တစ်ကောင်ပဲဗျအမခံတယ်ထားပါလေယုံလိုက်ပါမယ်နှုတ်ပေမဲ့တနက်ကိုတော့ဖြစ်သွားမြူနိုင်ပါအချိန်တန်တော့မှသွားယူမယ်ကိုမြင့်ကတို့ပြောလာတဲ့ကြောင့်ဖိုးစိတ်သည်မကြင်မနဲ့ဖြစ်သွားမိတော့လဲရုပ်ချီးဆိုသလိုမဲ့ပြုံးလေးပြုံးလိုက်ပြီးဘာလဲကျုပ်နဲ့ဘသူလက်ဖြောက်လဲမပြန်ဝန်းလို့လားရေလို့ပြောလိုက်လေသည်ဒီတွင်ကိုမြင့်တယောက်ရှူးရှူးရှက်ရှက်ဖြစ်သွားတော့ဘာပြောတယ်ကွာငါကပဲမင်းနဲ့မပြန်ဝန်းရေလို့ပြောရသေးတယ်နော်ဟဲ့ကောင်ဖိုးစိတ်ငါတသက်လုံးတနက်ကင်လာတာကွာဝမ်းစာအတွက်အမဲပစ်စားလာတာဘဲနဲ့ကွာတနက်ဆိုတာအခုမှမြင်မှုတဲ့သူကမှပြောရသေးတယ်ရှိသေးငါအသက်အရွယ်ကလည်းရလာတတ္တဝါလေးတွေကိုလည်းတတ်ချင်ဖြတ်ချင်တဲ့စိတ်ကကုန်ခန်းလာလို့တနက်နဲ့လက်တွဲလျက်ရှိနေရင်ဖြစ်အခါအားလျော်စွာတတ္တဝါလေးတွေကိုတတ်ဖြတ်မိမှာဆိုလို့လုံခြုံတဲ့တနေရာမှာသွားသိမ်းတာစားနဲ့ရိတ်ကလုံးဝပြက်ပြီးစားစရာလုံးဝမရှိလေတော့မှသွားယူအသုံးပြုတတ်တာလည်းမင်းအသိပဲမဟုတ်လားအေးမင်းကအခုလိုစိန်ခေါ်လာတော့လေငါကလက်ခံရမှာပေါ့ကွာကဲစိတ်ချမနေ့ပြန်ငါတနက်ပြန်ရောက်နေတယ်မင်းကျင်နေပြီမလားကောင်းပြီလေခမားတနက်ကိုကျွန်တော်မနေ့ပြန်တနေ့ပဲကြိုင်မှာပါနှုတ်တော်မှခမားနဲ့ပြိုင်ဖို့အတွက်ပဲမကင်ခင်ပဲကင်ရမှာလာကြည့်သေးကွာအေးမမင်းမဲ့ဘလို့အကြံစီပဲရှိချင်ငါကြီးမဆိုင်ဘူးအေးမနေ့ပြန်ကြမင်းကိုကောင်းကောင်းပညာပေးရမှာကဲရော့ငါကင်ကြက်ပြီမျိုးစို့ကြည့်အမကိုမြင့်တယောက်တို့ပြောသလိုပင်ဖိုးစိတ်နောက်နေ့အိပ်ရမှာထသည်တွင်တဲကောင်းရင်တွင် rifle အိုတနက်ရောက်နှစ်နေပြီဖြစ်သည်ကိုတွေ့ရတော့တဲ့ဖြစ်တယောက်တည်းကြိတ်ပြုံးလိုက်မိတော့သည်ကဲမင်းတို့ကျင်တဲ့တနက်ငါယူထားပြီးပြီဘယ်လိုလုပ်ချင်လဲပြောကြည်စံလဲ2တောက်ပဲယူလာတယ်ကွာမင်းပြစ်ဖို့ငါပြစ်ဖို့တယောက်တစ်တောက်ဆိုလုံလောက်ပါတယ်နော်မျက်နာအစ်နေတော့သူ့အနာသို့ကိုမြင့်တယောက်ရှောက်လာပြောလေသည်တွင်ဖိုးစိတ်သည်ကိုမြင့်ကိုစစ်စစ်ကြည့်လိုက်ပြီးကောင်းတယ်တိတ်ကောင်းတယ်အဲ့အလောင်းစားလေးပါပိုင်ပုံမကောင်းမိဘူးလားဟေးမင်းကအဲ့လိုလားကောင်းပြီလေလောင်းချစ်ကိုပြောတော်တဲ့မယ်လူသားဆိုလို့ခမားနဲ့ကျုပ်နှစ်ယောက်တည်းငွေသားလောင်းချစ်ဘလို့ဖြစ်နိုင်မှာတော့ဒီလိုနေရာမျိုးမယ်ပတ်စံဆိုတာစက်ကူတက်တက်ပဲဖြစ်တော့မှာပေါ့ဒါတော့ငါသိတာပေါ့ကွာလောင်းချစ်ပြောလို့ငါပြောလိုက်တာတခုခုတောင်းဆိုခြင်းပေါ့ကိုမြင့်စကားကြောင့်ဖိုးစိတ်သည်အားရဝမ်းသာလက်ဖြောက်တစ်ချက်တီးလိုက်လေတော့ဤမင်းဘက်ကအပိုင်ဆိုတဲ့သဘောပါကလားကွာကဲမင်းနိုင်လင်ဖြစ်ငါစီကဘာတောင်းပါလဲငါနိုင်လင်ဖြစ်မင်းငါကိုညတိုင်းခြေစုပ်လက်နဲ့လှုပ်ပေးရမယ်အဲ့ဒီတောင်းဆိုမှုကတရားပါတယ်နော်မင်းကငါထက်အသက်ငယ်တာပဲအလောင်းစားမလုပ်ဘဲနဲ့တောင်လှုပ်ပေးတဲ့ကိစ္စပါပဲကွာကောင်းပြီလေကျုပ်နိုင်ခဲ့လင်ဖြစ်ခွင့်တစ်ပတ်ပေးရလိမ့်မယ်ဟေးဖိုးစိတ်တောင်းဆိုမှုကိုအံ့အားတင်သွားမိတော့ဤဘလို့ကွာခွင့်တစ်ပတ်ရပြီလေဘယ်သွားမလို့လဲဒီတူရွာဟေးခုပဲမင်းငယ်ငယ်တဆေစီကပြန်လာကြတာမဟုတ်လားကျွန်တော်ဒီတူရွာသွားမှာတဆေစီသွားမှာမဟုတ်ဘူးဘာထူးလို့လဲကွာတဆေနေတာဒီတူရွာလေးကွာဟုတ်ပါတယ်ဒီတူရွာသွားမှာတက်ရဲ့တဆေစီမဝင်ပါဘူးရွာထဲလည်းမဝင်ပါဘူးဟာမင်းဟာအစမ်းကြီးပါလားကွာငါတော့ပြနားမလဲတိုင်အောင်ဖြစ်ရပြီကွာပြိုင်ပွဲသာအရင်လောက်ကြတာပေါ့ဗျာအရှုံးနိုင်ပေါ်ပြီးလေမှအကယ်၍ကျုပ်နိုင်ရင်လည်းပြောပြပါမယ်ကောင်းပြီလေငါတို့စားတော့ပြန်ရတာပေါ့ဒီနောက်ဖိုးစိတ်နေကိုမြင်သည်ညကအကျန်9ကင်တို့ကိုမျှတူဝေချမ်းစားလိုက်ကြတော့ဤစားတော့ပြီးတဲ့နေ့ကိုမြင်သည်သူ့အိတ်အတွင်းမှာအကြီး2000ကိုထုတ်လိုက်ပြီး1000ကိုဖိုးစိတ်အားပေးလိုက်ရင်မင်းကိုအရင်ဖြစ်ခွင့်ပေးမယ်ငါအရင်ပြစ်လို့တားကောင်ရလာလေမင်းစိတ်ရကြပြီးစိတ်တွေလှုပ်ရှားနေလင်ဖြစ်အလွဲလွဲအချော်ချော်ဖြစ်မှာဆိုတယ်အေးတခုတော့ရှိတယ်မင်းပြစ်ခိုင်းတဲ့တားကောင်ကိုငါရအောင်ပြစ်မယ်မင်းကတော့ပြစ်ချင်တဲ့တားကောင်သွားပြစ်စီကွာပြစ်မလွယ်စင်ကြီးကိုပြစ်ဝင်တယ်ဆိုလည်းပြစ်တည်သွားကြမလို့ဘူးမင်းအနေနဲ့ပြစ်မှတ်ကိုထိအောင်ပြစ်နိုင်တယ်ဆိုလို့ပဲငါအရှုံးပေးလိုက်မယ်သူကိုမြင့်ကပြောလာသည်ကိုဖိုးစိတ်ကပခုံးတွန့်လို့သာပြပြီးတဲပေါ်မှာတနက်ကိုသွားယူလိုက်တော့ဤကဲစားကြစို့တားကောင်ရှာရမယ်ဆိုတော့တနေကုန်လောက်တယ်တို့ဖြစ်
နှစ်ယောက်သာစကန်တဲမှခွာခဲ့ကြတော့၏စကန်တဲရှိချောင်းကိုဖြတ်လိုက်ကတစ်ဖက်တောင်ကျောလေးပေါ်သို့တက်လိုက်ကြပြီးတောင်ကျောမကြီးပေါ်သို့ရောက်သည်တွင်ရှေ့မှသွားနေသောဖိုးစိတ်ကခြေလမ်းကိုရက်လိုက်ပြီးကိုမြင့်ကိုလှည့်ကြည့်၍တရားမျှတမှုရှိအောင်လို့ဘသူအရင်ပြည့်ရမလဲဆိုတာကြားဖို့ဆွဲဆုံးဖြတ်ကြတာပေါ့။နို့ခမကြားဖို့ဆွဲတတ်ပါတယ်နော်။တို့ပြောလာသည့်ဖိုးစိတ်ကိုကြည့်၍ကိုမြင့်ကသဘောကျစွာရေးလိုက်ပြီးလူသားတိုင်းခလေးဘဝမှာအပျော်တမ်းကစားတတ်တဲ့အလေးချင်းပါကွာကြိုက်သွားပြီဟဲ့ကဲလာဆိုလျက်လက်ကိုဆန့်ပေးလိုက်ဒီတွင်ဖိုးစိတ်သည်လည်းလက်ဖဝါမျှတစွာကိုင်းလိုက်ပြီးလက်ခုပ်တစ်ချက်ပဲတီးမယ်နော်ဟိုပြောလိုက်တဲ့နဲ့ကိုမြင့်ကဟုတ်ပြီစဆိုလျက်ပူးရှင်ကိုင်းထားသည့်လက်အစုံကိုဗျိုင်းတူဆွဲလိုက်ကြပြီးဖြောင်းရည်လို့လက်ခုပ်တစ်ချက်တီးလိုက်ကတယောက်ကကြားကောင်ကဲသို့လက်အစုံကိုတစ်ဖက်လူဦးကောင်းပေါ်သို့မိုးလျက်ကြံတယောက်ကလက်တစ်ဖက်ကိုဆန့်တန်းလျက်ပစ္စတိုကိုင်းသလိုလှုပ်လိုက်တော့၏ကြားကောင်အုပ်သည့်တံလက်အစုံမိုးလိုက်သူကရှုံးပြီပေါ့ပစ္စတိုတနက်ကင်ပြစ်ဟန်လုပ်သူကအနိုင်ပြီပဲပေါ့ဒီတော့သူတို့နှစ်ဦးမှနိုင်သွားသူသည်ဖိုးစိတ်ဖြစ်ချေတော့သည်ကျင်တတ်ပါတယ်နော်တို့ဆိုလျက်ဖိုးစိတ်ကကိုမြင့်ကိုပြုံးဆဆဖြင့်ပြောလိုက်၏အေးပါငါရှုံးတယ်ငါရင်ပြစ်ပါမယ်မင်းပြလေငါဘာကောင်ပြစ်ရမလဲတားကောင်ရှာကြတာပေါ့တို့ဖြစ်ပြိုင်ပွဲစပြီဟုပြောရပေလိမ့်မည်တို့ကြောင့်တားကောင်ရှာထွက်ကြကြည့်ပြီးအရင်ပြည့်ရမည်သူသည်ကိုမြင့်ဖြစ်၏ဖိုးစိတ်ပြစ်ခိုင်းသောအကောင်ကိုပြည့်ရမည်ဖြစ်၏ဒီတို့ဖြင့်သူတို့သည်တောတိုးလျှောက်ခဲ့ကြရာကျိန်နွယ်အောင်ပင်တစ်ခုအခြေတွင်ရှစ်ငဘောတကောင်တွေ့လည်းဖြစ်ဖိုးစိတ်ကကိုမြင့်ဘက်လှဲ့ပြုံးပြလျက်မေးဆက်ပြလိုက်၏ပြည့်ရမလားကိုမြင့်ကမေးလိုက်ပြီးလေမှနေပါအောင်အကောင်လည်းသိတယ်မြေပြင်မှာလည်းဖြစ်နေတယ်ဆိုတော့လွယ်မဲမထင်ပါဘူးပြစ်မနေပါနဲ့တော့ဗျာဟုတ်ပြောလိုက်သည်တွင်ကိုမြင့်တယောက်မျက်စိမျက်နှာပြတ်သွားလိဘာလဲမင်းငါ့ကိုအထင်မြင်သေးတဲ့သဘောပေါ့ဟုတ်လားငါသဘောနဲ့ငါပြစ်မယ်ကွာမင်းလက်ခံတာခမားသဘောပဲလေကောင်းပြီဆိုလျက်ကိုမြင့်သည်လက်တွင်းရှိသနက်ဖြင့်အသေးချာချိန်ရွယ်ပြီးပြစ်လိုက်လေတော့၏ကိုမြင့်ပြစ်လိုက်သည်မှာတက်ငြိမ်မဟုတ်လှုပ်ရှားနေသည့်အကောင်ပဲပိတ်ကိုတို့ကြောင့်ရွှဲချော်သွားသည်ဆိုပေမဲ့အမိတော့ပြက်ကြံခဲ့၏နို့ပေမဲ့ကိုမြင့်သည်ကျေနပ်နေတော့၏ဖိုးစိတ်ကိုလည်းအထင်မြင်သေးနေခြင်းကြောင့်ဖြစ်ချေ၏တနက်မကင်ဘူးသည့်သူသည်ဘယ်လိုနဲ့မှတောင်ယုံပြစ်မှတ်ကိုမပြောလင်နဲ့ဂိုက်20အတွင်းလောက်ရှိပြစ်မှတ်စင်ကောင်ကြီးကိုပင်လွဲချော်နိုင်သည်ပြီးတော့သူ့တနက်အကျော်ကိုသူသာလင်သိကြ၏တို့ကြောင့်သူသည်အနှဲငယ်အသာစီးဖြင့်ဖိုးစိတ်ကိုနိုင်တော့၏ဟုတွက်ထားပြီသူကရှစ်ငဘောကောင်ကြီးအမိကိုရထားလိမ့်ပြီပဲကဲဒီတစ်ခါမင်းလှည့်ပြီပဲဖိုးစိတ်ကနှုတ်ဆိတ်လို့နေ၏တို့ရှောက်ခဲ့ရမှဝါတော်လေးတွင်လွန်စွာကြီးမားသောဆက်ဖို့ကြီးတစ်ကောင်ကိုတွေ့လေ၏အကွာအဝေးဂိုက်90နီးပါးခန့်ရှိချိန်ပြီသူ့အတွက်ဆိုလင်ဖြင့်တေချာသောပြစ်မှတ်ပြီပဲပေါ့ဖိုးစိတ်မင်းအတွက်အဲ့ဒီပြစ်မှတ်ကဝေးနေလင်ဖြင့်နီးနီးပြစ်မှတ်ရှာပစ်ခိုင်းမယ်လေဖိုးစိတ်ကိုပြုံးစစ်စစ်ကြည့်၍ကိုမြင့်ကပြောလေကျုပ်အဲ့ဒီပြစ်မှတ်မပစ်ချင်ဘူးတို့ဖိုးစိတ်ကပြောလေသည်တွင်ကိုမြင့်ကသဘောကျစွာရေမိုးလိုက်ပြီးငါအထင်တော့အထင်သားကလားမင်းတို့ဝင်းလုံးပါတယ်ကဲလာရှေ့ဆက်သွားကြမယ်နီးနီးပြစ်မှတ်သားကောင်ထပ်ရှာကြမယ်တို့နဲ့ပြောပြီးကိုမြင့်ကရှေ့ဆက်သွားမိဟန်ပြင်လိုက်သည်တွင်သူ့ပခုံးကိုဖိုးစိတ်ကလှမ်းကုတ်ဆွဲလိုက်ပြီးကျုပ်ပြည့်ရမယ်သားကောင်တွေ့ပြီလေရှေ့ဆက်သွားစရာမလိုပါဘူးကျုပ်စိတ်ကြိုက်တွေးမိတာကိုခမားကန့်ကွက်လိမ့်မယ်မထင်ဘူးဆိုပြီးပြောလာသည်ဖြင့်ဖိုးစိတ်ကိုလှည့်ကြည့်လျက်ဘယ်မလဲဟုမေးလိုက်လေဟိုးမယ်ဖိုးစိတ်လက်ညွန်ပြရာကိုကြည့်လိုက်မဖြစ်နိုင်တာတို့ကြောင့်ဖိုးစိတ်ကိုအံ့ဩစွာကြည့်လိုက်ဆက်ဖို့ကြီးအနောက်နားရှိကျွန်းပင်၏အဖျားရှိတစ်ကိုင်းကြောက်ကြီးအဖျားတွင်နားကိုနေသည့်အောင်းလောင်းငှက်ကြီးကိုပြစ်မိဆိုပါကလားငှက်ကြီးသည်အတော်ကြီးသည်ဆိုပေမဲ့ဆက်ဖို့ကြီးထက်စားလင်အင်မတန်မျှဝေးလွန်းလာ၏ဘလို့လဲကြုတ်ပြစ်မဲ့သဘောတူလားတော်တော်လေထွားတဲ့ကောင်ပြစ်ကွာအဲ့လောက်တောင်ပြစ်ချင်တာပြစ်မင်းပြစ်မဲ့လွင်းလင်ဖြင့်ငါတည်ရပွဲလိုပဲတတ်မှတ်လိုက်မယ်ကောင်းပြီပေးထားတဲ့ဂတိကိုတော့မဖြတ်ရဘူးနော်အေးပါကွာဒီတွင်ဖိုးစိတ်သည်ပြစ်မှတ်သားကောင်အောင်းလောင်းငှက်ကြီးရှိရသောတနက်ပြောင်းကိုထိုးချိန်လိုက်တော့၏အေးငါတခုတော့တတိပေးပြောလိုက်မယ်ငါတနက်ကပြစ်မှတ်ကိုရေအိုးရွက်ချိန်ရတယ်ပ
ပြီးတော့ဘယ်ဘက်ကို3လက်မလောက်လွှဲချင်ရတယ်ကျေးဇူးတင်တယ်ဗျာဒီတနက်အကြောင်းဒီလောက်သိထားလင်းဖြစ်အဆင်ပြေတော့ပါပြီသို့ဆိုလိုက်ပြီးသည်နဲ့တနက်မောင်းခလုတ်ကိုဆွဲညှက်လိုက်တော့၏ပြင်းထန်သောရန်အားပောက်ကွဲတဲ့ကြောင့်စက်ကောင်ကြီးသည်နေရာမှရုတ်ချီခုန်ပေါက်ပြေးထွက်သွားတော့၏သို့ဆိုသလိုမရှိမနှောင်းအချိန်ကလေးမှာပင်ကျွန်းမင်ကြီးအခြေသို့အောင်းလောင်းငှက်ကြီးလဲဆင်းကြလာတော့၏ကိုမြင့်တယောက်လွန်မင်းစွာအံ့ဩတကြီးဖြစ်သွားလျက်ဖိုးစိတ်ကိုငေးကြည့်နေပြီးတော့၏ငါရှုံးပြီသို့သာပြောပြီးအောင်းလောင်းငှက်သေးကြီးကိုပြေးကောက်လေတော့၏မင်းခွန်းတစ်ပတ်မဟုတ်ဘူးနေကျင်တလောက်သာနေပြီရော့ပြန်မလာခြင်းလဲရပြီငှက်သေးကြီးကိုကောက်ပြန်လာခိုးစိတ်အနာရောက်တည်တယ်ပြောလိုက်လေတော့၏ကျုပ်ပြန်လာမှာပါဗျာပြန်လာရင်ခြေစုပ်လက်နဲ့လေလုပ်ပေးပါမယ်ကျုပ်တငယ်ချင်းကိစ္စဖြေရှင်းပေးခြင်းလို့သာအခုလိုလုပ်လိုက်ရတာပါကျုပ်ကိုတမျိုးမထင်ပါနဲ့ဗျာအေးပါငါကလည်းရင်ထဲမှာဖြစ်လာတဲ့အတိုင်းစေတနာနဲ့ပြောတာပါကွာမင်းသဘောပါပဲမင်းဘယ်တော့သွားခြင်းလဲမနဲ့အစောသွားမယ်ကောင်းပြီလေငါလည်းလိုက်ခဲ့မယ်အလိုလေးဗျာဘယ်ဖြစ်ပါမလဲကျုပ်တငယ်ချင်းကိစ္စကျုပ်ပဲဖြေရှင်းခြင်းပါတယ်ကျေးဇူးတင်တယ်ကိုယ့်အကိုငင်းငင်းချင်းနေခဲ့ပါဗျာအေးလေမင်းကမလိုလားလင်းဖြစ်မလိုက်ပါဘူးငါမင်းဘာကိစ္စလဲလို့အကူကြီးပေးရအောင်လို့ပါမင်းတငယ်ချင်းကိစ္စမင်းကိစ္စပဲဆိုလို့မင်းကိစ္စကလည်းငါကိစ္စပဲမဟုတ်လားကွာကျေးဇူးတင်ပါတယ်ဗျာကျုပ်တငယ်ချင်းကိစ္စရှင်းပြီးသွားပြီဆိုတာနဲ့ပြန်လာခဲ့ပါမယ်ဒီနောက်သူတို့ဒီစခန်းသို့ပြန်လာခဲ့ကြပြီးရလာတော့အောင်လောင်းငှက်ကြီးကိုချက်ပြုတ်စားလိုက်ကြတော့၏မင်းစနက်လူလားကိုမြင့်ကမေးလိုက်၏ဟင်းအင်းသူပေးတဲ့တနက်ကိုမယူတော့ညာစခန်းသားတွင်ပေါက်နေသည်အခေါင်းပိတ်မြင်ဝါချင်းရင်တစ်လုံးကိုအရင်မှနေ၍3လက်မခန့်အရှည်ပြက်လက်ကင်တို့ကိုတော့ဖြင့်လုံနေတော့၏ညဘက်တွင်စောစောအိပ်ရာဝင်သွား၏ဖိုးစိတ်ပြောတော့ခက်စောစောသာဆိုလျက်အာယုံမလာမီကလေးကထွက်သွားပါကလားတို့ကြောင့်ကိုမြင့်သည်သူ့တနက်ကိုဖွက်နေကြနေရာတွင်အပြေးအလွှားသွားထားလိုက်ပြီးသူသည်လည်းဒီတုတ်ရွာဘက်ထွက်ခဲ့လေတော့သည်ဒီတုတ်ရွာရှိတဆိုင်သေးသောအရက်ဆိုင်လေးသည်မိုးလင်းသည်ဆိုသည်နှင့်တယောက်စနှစ်ယောက်စဆိုသလိုအစပြိုးလာပြီးနေမွန်းလွဲလောက်တွင်လူပြည့်လူနီပါစီကားလာတော့၏ရွာကန်လူတို့ဖြင့်အသိမရှိလာချေဧည့်သည်မြတာအများရှိကြ၏ဧည့်သည်ဆိုသည်မှာဒီတုတ်ရွာအနီးတော်တဲ့တွင်လုပ်ငန်းလာလုပ်ကြသူများဖြစ်ကြ၏ဆိုင်ပိုင်ရှင်ညံပွင့်ဆိုသူသည်သူ့ဆိုင်လာသည့်ဖောက်သည်များအလုံးနှင့်ခင်မင်နေသူဖြစ်၏နှိစက်သူကရောက်လာကြသူများသည်သူမသိသူကြီးများသာဖြစ်၏ဧည့်သည်ရေတို့သာဆိုရသည်မမောင်ဆိုးဆိုပါလင်ရွာကန်လူလိုဖြစ်နေကြပြီပဲပြီးတော့သူ့မိတ်ဆွေမျိုးမြင့်တစ်ဝါကုံတဲ့မျိုးမြင့်ဆိုပါလင်လဲရွာကန်ဖြစ်လာမည့်သူပဲမဟုတ်ပြီလားဖဒီသမင်းနဲ့ရီငံနေသည်ရဲ့လို့တစွန်းတစသိထားသူဖြစ်သူကြောင့်လဲမျိုးမြင့်သည်လုပ်ငန်းကိစ္စနဲ့ရွာရောက်လာသည်ဆိုသည်နဲ့သူ့ဆိုင်မာကြီးဖြစ်တော့၏သူလာပြီဟဲ့ဆိုရင်ဆိုင်လူပိုကြတော့၏မောင်ညံပွင့်ဆိုင်၏တနေ့တာရောင်းရငွေတဝက်နီးနီးသည်မျိုးမြင့်၏အားပေးမှုကြီးဖြစ်တော့၏သူ့ကြီးစားတော့တာတော့ဖြစ်မဟုတ်ဆိုင်တွင်းရောက်လာသည့်သူ့မိတ်ဆွေတို့စားတော့ကုန်ကြစည်များကိုသူကြီးတိုင်ခံထုတ်ရှင်းတတ်ခြင်းကြောင့်ဖြစ်ကြ၏အခုလည်းကြည့်မျိုးမြင့်တယောက်သူ့မိတ်ဆွေတငယ်ချင်းမောင်မောင်ဆွနဲ့အတူစောစောစီးစီးရောက်လာတော့၏လက်တော်ဖြစ်ပွင့်ကြည့်ပြီဆိုင်တကားဖွင့်သည်နှင့်သူ့ဆိုင်ရောက်လာသူတယောက်ရှိကြတော့၏တစ်ခုတ်သမားဝါခုတ်သမားလီလာမသိမျက်နှာစိမ်းတော့မျက်နှာစိမ်းပဲလူတယောက်လို့သာပြောရတယ်စိတ်တကောင်လို့ပြောလင်ပုံနီးစပ်ပေလိမ့်မည်ဘဲအတွက်မူစိတ်တကောင်နဲ့လွန်မင်းစွာတူလွန်း၍ဖြစ်ချီတော့၏အရက်ဂျိုးလာပါလာတော့မသိစောစောစီးစီးအရက်တပလေးမှာတော့နေခေါင်းမဖော်တန်းတောက်နေလေစိတ်နဲ့တူသောသူ့မျက်နှာကိုလူသိမီစိုးရိမ်လာမသိညံမွင်းတယောက်စိတ်နဲ့တူသောလူကိုမသိမသာအကက်ခတ်နေရမှသူ့ဆိုင်တွင်မျိုးမြင့်နဲ့မောင်မောင်ဆိုးဝင်လာခြင်းကြောင့်ဝမ်းမြောက်ဝမ်းသာဖြစ်သွားတော့၏စောပိုင်းကစိတ်နဲ့တူသောလူရောက်လာခြင်းကသူစိတ်ပြက်မိအရက်တစ်လုံးသာမှာ၏အမီးမမာအရက်တစ်လုံးသည်လည်းအခုထိမကုန်နိုင်သည်အမီးမစားတက်ပေလို့ပဲလားအမီးဘိုးမရှိလို့ပဲလားမသိတကယ်တော့အမီးများများရောင်းရလေမှသူ့အတွက်ပိုကြံလေသည်ကိုဟာကိုမျိုးမြင့်ဘယ်တော့မှပြန်ရောက်လာလဲကိုစိုးကြီးကလည်းကိုမျိုးမြင့်မလာလင်ဖြစ်မလာတော့ဘူးတကယ်လေတို့ညံပွင့်ကလှမ်းပြောလိုက်သည့်ကြောင့်စိတ်နဲ့တူသောလူသည်ရုပ်ချီးဆိုသလိုခေါင်းထောင်မလာပြီးမျိုးမြင့်ဆိုသူနဲ့မမောင်ဆိုးဆိုသူနှစ်ယောက်ပဲလှည့်ကြည့်လိုက်တော့၏အသေးချာဆူးဆိုင်ကြည့်ပြီးစပွဲပေါ်မျက်နှာပြန်အပ်လိုက်ပြန်သည်
ထိုဒီကိုညံပွင့်တတိထားရမည်တို့ကြောင့်ပြုံးမိတို့ဆိုသလိုဖိုးစိတ်သည်လည်းသူ့အားဆန်ရှင်ကတစိတစောင်းအကဲခတ်နေသည်ကိုတိလိုက်သည့်ကြောင့်ပလင်းတွင်းရှိလက်ကျန်အရက်ကိုအင်ဒီမပြတ်ငဲတောက်လိုက်ပြီးငွေရှင်းကဆိုင်တွင်းမှထွက်ခဲ့လေတော့သည်မောင်ညံပွင့်ရဲ့မင်းဆိုင်ကလူတွေတင်လာအားပေးကြတာမဟုတ်ဘူးတောင်စိတ်ကောင်းတွေပါလာအားပေးကြပါကလားတိုးအတန်ကြောင့်ဖိုးစိတ်သည်ဆိုင်တွင်းသို့ပြန်ငှဲ့ကြည့်လိုက်သည်လာလာဘသူပြောတယ်မှတ်တယ်သူအင်မတန်တိလိုမြင်လို့တော့မောင်မြင့်ဆိုသူပါကလားအသားဖြူဖြူအရက်ထောင်ထောင်မောင်မောင်နှာခေါင်းပွားတဲ့ရောင်ဆိုပေမဲ့ကြည်ပြောရှုပြောတော့ရှိအကြမ်းပြင်းတော့ဖြစ်ဖိုးစိတ်မျက်စိတွင်ရှိသွားကြတော့၏ဘယ်အချိန်ပြန်တွေ့မမှတ်မိစရာအကြောင်းမရှိတော့ချေဖိုးစိတ်တယောက်ဆိုင်ထဲမှထွက်ခဲ့သည့်နောက်တွင်ရွာလန်းပေါ်တွင်ဥဒဟိုသွားလာကြသူများနှင့်စုံပညာသူနှင့်တိသူခင်မင်းရင်းနှင့်သူတဦးတယောက်ကိုမှမရှိလေခြင်းကြောင့်ဖိုးစိတ်ကျေနပ်နေတော့၏တို့လျှောက်ခဲ့ရမှဟာဖာဒီဘယ်သွားမလို့လဲတို့နှုတ်ဆက်တန်ကြောင့်ဖိုးစိတ်သည်အတန်ရှင်ကိုလှမ်းကြည့်လိုက်၏ပြောင်းရှင်စွာနှုတ်ဆက်လာသူဖြစ်၏သူလဲထိုသူကိုမသိတို့ကြောင့်သူ့နောက်လှည့်ကြည့်လိုက်၏တဆယ်ရှိသွားမလို့မနှက်ဖြန်အကျော်တဲ့မဲတင်ကိုမြေချမယ်လေမင်းတို့လည်းဝိုင်းကူကြအောင်လေကွယ်သူ့နောက်မှတကြီးကိုလှမ်းနှုတ်ဆက်တာပါကလားနှုတ်နေပါအောင်ဖတ်ဒီဆိုတော့သူကြားဘူးနာဝရှိသည့်နာမည်ပဲပြီးတော့ထိုကရင်အဖိုးကြီးကတဆယ်ရှိသွားမလို့ဆိုတော့ဟုတ်ပြီသူ့တငယ်ချင်းပြောတဲ့ဖတ်ဒီဆိုတာဖြစ်နိုင်၏တို့ကြောင့်ဖိုးစိတ်သည်ဖတ်ဒီဆိုသူကိုအသေးအချာတစိတစောင်းကြည့်လိုက်ပြန်၏မှတ်သားလိုက်ပြန်၏ဖတ်ဒီဆိုတဲ့ကရင်အဖိုးကြီးကြည့်ရတာသူ့အားနှုတ်ဆက်လာသူကိုတို့နယ်ပြန်ပြောနှုတ်ဆက်လိုက်တော့လဲစိတ်ထဲမှာလှိုက်လိုက်လဲပြောလိုက်ဟန်မှာပါမဖြစ်မနေလို့သာပြောလိုက်ရသည့်ပုံဖိုးစိတ်အမြင်ပြောရပါလင်ပူဆွေးဒုက္ခရောက်နေပုံတို့ဆိုလေတယောက်အကျော်တဲ့မဲတင်ဆိုတာသူနဲ့ဆွေမျိုးနီးစပ်သို့မဟုတ်ဆွေမျိုးရင်းချကြီးဖြစ်နေလို့လားသူလည်းမဖြစ်နိုင်သူတငယ်ချင်းတစီပြောသလိုတမီးအတွက်စိတ်ဆင်းရဲနေလို့ဖြစ်ကြမည်တို့အတွေးဝင်လာခြင်းကြောင့်ဖိုးစိတ်သည်ဖာတီဆိုသူကိုဂယုဏတက်စွာဖြင့်စိတ်ထဲမှတိုးတီးပြောလိုက်တော့၏ဖာတီအတွက်တစေစိတ်ဆင်းရဲနေရတယ်ဖာတီနဲ့ထပ်တူခံစားနေရတာတို့ကြောင့်ကျုပ်ဒီတူရရောက်လာရတာပဲကျုပ်တငယ်ချင်းရဲ့ခံစားချက်ကိုဖြည့်ဖြတ်ဖို့ကျုပ်စဉ်းစားနေပါတယ်ကြိုးစားနေပါတယ်ဖာတီကနေကစပြီးကံကောင်းပြီသာမှတ်ပြီးရောဖိုးစိတ်တယောက်ဒီတူရအရက်ဆိုင်လေးသို့ရောက်လာရပြန်၏ဒီတကြီးနှစ်ဆိုပါလင်6ချိန်လောက်ရှိကြပြီထို6ချိန်တွင်4ချိန်ခန့်မျိုးမြင့်နဲ့ဆုံခဲ့ကြ၏ဒီတော့မျက်မှန်တန်းလို့ပင်နေကြပြီအလိုကိုဖိုးစိတ်ရောက်လာပြန်ပြီပေါ့ဘယ်ရောက်မှနေတာတော့တော်တဲ့တက်ဝါခုတ်ဖို့ရောက်လာတာလားထူးထူးခြားခြားသူ့အရင်ဆိုင်သို့ရောက်နေပါကလားထို့သောသူ့ကိုနှုတ်ဆက်လာလေတော့လေသူကပြန်ပြုံးပြအတိမတ်ပြုတ်လိုက်ပါတော့၏လာပါဗျာကျုံနဲ့အတူတူမိတ်ဖြစ်ဆွေဖြစ်တောက်ကြတာပေါ့တို့နယ်ပြောလျက်သူ့လက်ကိုဆွဲ၍သူ့စပွဲရှိကလတ်ထိုင်တွင်ဝင်ထိုင်စေဟာကိုမျိုးမြင့်ခမရမူးနေပြီဧည့်သည်ကိုအားနာစရာကွာဒီမဲ့နောင်ကြီးရဲ့သူ့ကိုဘွင်ပြူပါနဲ့ဗျာကျွန်တော်တငယ်ချင်းအတော်လေးမူးနေလို့ပါနောင်ကြီးကိုဖိုးစိတ်လို့ခေါ်လိုက်မိတာကိုလည်းစိတ်မဆိုးပါနဲ့ဗျာသူကမူးလို့ပြောမိတာပါအင်မတန်စိတ်သဘောထားပြေးသွားတယ်သူသဘောကောင်းတဲ့သူပါဗျာမိတ်ဆွေစိတ်မဆိုးပါနဲ့ဗျာတို့နယ်မျိုးမြင့်ဆိုသူကြီးတငယ်ချင်းကအာတုတ်အာနာဖြင့်သူ့ကိုပြောလာလေတော့ဤရပါတယ်ကွာသူမမားပါဘူးငါနာမည်ကလည်းဖိုးစိတ်လို့ခေါ်ပါတယ်ဗျာမောင်ဆိုးတယောက်ဖိုးစိတ်ကိုကြည့်၍အံ့ဩတကြီးဖြစ်သွားတော့ဤမျိုးမြင့်တယောက်တော့ဖြင့်စပွဲပေါ်မျက်နှာမှောက်အိပ်ပျော်သွားခြင်းဖြစ်တို့ကြောင့်မောင်ဆိုးနဲ့ဖိုးစိတ်သည်သာမိတ်ဖြစ်ဆွေဖြစ်တောက်ဖြစ်ကြတော့ဤတို့တောက်နေရင်မှမင်းတငယ်ကြီးကနေ့တိုင်းအဲ့လိုရေးကြီးများတက်လာတို့ဖိုးစိတ်ကမောင်ဆိုးကိုမေးလိုက်ဟင်းအခုခါတိုင်းနေ့တွေထက်စောပြီးဆိုင်ကိုရောက်လာတယ်လीမိတ်ဆွေကိုရင်းရင်းနှီးနှီးစကားပြောရရင်ဖြစ်ကျွန်တော်တငယ်ချင်းကလာမတ်ပတ်ဆိုရင်မိမရတော့မှာဗျ။တို့ကြောင့်မိမရပြီးရင်အရက်လုံးဝမတောက်တော့ဘူးတဲ့။တို့ကြောင့်ဒီချား3 ရက်ကိုသူ့နောက်ဆုံးတောက်ချင်းတောက်နေရတာလေလေ။ဟုတ်လားမင်္ဂလာတဘာပါပဲဗျာ။တို့နေပေါင်းဆက်စုတယ်မထင်ပါနဲ့။နောက်ပတ်ကြမင်္ဂလာဆောင်တော့မှာပေါ့ဘဲကမင်္ဂလိနဲ့လေ။တို့ဖိုးစိတ်ကမေးလိုက်သည်တွင်ဒီရွာကအချောလှလေးနော်ရဖို့နေပေါ့ဗျာ။တို့မောင်ဆိုးကပြောလိုက်သည်တွင်ဖိုးစိတ်တယောက်မျက်စိမျက်နှာပြတ်သွားတာဘာလဲရွာလူကြီးဖာတီသမီးဆိုတာလားဆိုပြီးမေးလိုက်လေတော့သည်တွင်မောင်ဆိုးကဖိုးစိတ်ကိုတအံ့တော်ကြည့်လေပြီးဘလို့တော့မိတ်ဆွေရဲ့ဘယ်နဲ့ကြောင့်မျက်စိမျက်နှာပြတ်သွားရတာတော့မေးလေ
အော်ဒီလိုပါတုတ်တန်ဆောက်တစီဆိုတာကျုပ်နဲ့ရင်းနေပါတယ်ပြောပါဦးတစီကတခါကျုပ်ကိုပြောဘူးတယ်ဘာပြောလဲဖာဒီနဲ့သူကအင်မတန်ရင်းနေတယ်ဆိုပဲသူ့သမီးနဲ့ဘယ်ယောက်ျားကလေးကိုမှမပေးစားနိုင်ဘူးဆိုပဲဒီတော့ကအော်ဒါလားမဟုတ်ရပါဘူးဗျာကျွန်တော်တငယ်ချင်းမျိုးမြင့်ဆိုတဲ့အဲ့ဒီကောင်နဲ့ဖာဒီသဘောမတူစရာအကြောင်းမရှိပါဘူးဒီကောင်နဲ့ကောင်မလေးကရင်ငယ်နေကြတာကြားပြီးပဲညင်းပဲစရာလုံးဝမရှိပါဘူးဗျာ။တို့ကြောင့်တပတ်ခါကြားလင်ဖြစ်ဖာရီစီသွားပြီးပနာမစကားကန်းလန်းကြည့်မလို့လေ။ OKB ဆိုတော့ကသူ့မျိုးပြန်သူ့မိဘတွေခေါ်လာပြီးမင်္ဂလာဆောင်နှင်းကြတော့မယ်လေ။တေချာလာကြီးလားဗျာ။ဖာဒီကသူ့ရဲ့တူးတဲ့သောသမီးလေးကိုအင်မတန်ချစ်ရှာတာဆိုဗျ။ခမားပြောသလောက်လွဲပါမလား။ No ကိုရီတရေဆယ်ရီတရာဆိုသလိုဖာဒီကသဘောမတူနိုင်ဘူးဆိုပါစို့ဗျာ။ခရကြီးရဲ့ကိုဖိုးစိတ်ရဲ့သူတို့နှစ်ယောက်ကအင်မတန်ချစ်တဲ့ချစ်သူတွေလေဖာဒီကသဘောမတူဘူးဆိုရင်ဖြင့်ခိုးပြကြမှာပဲဗျာဒါကလည်းအဖြစ်ပြောပြတာပါဖာဒီသဘောမတူစရာအကြောင်းလုံးဝမရှိပါဘူးဗျာအဲ့လိုဖြစ်မှာပါလေကျုပ်ကလည်းစကားဖြစ်တာပြောရတာပါဗျာကဲရော့တစ်ခွက်တော့ချလိုက်ပါဦးဖိုးစိတ်ကမမောင်စိုးထိတ်ပေးလာသည့်အရက်ခွက်ကိုကောက်ယူမော့လိုက်တော့ဤတပတ်ခါညက်နေဒီဆိုင်မှာစုံကြစို့ဗျာတို့မမောင်စိုးကပြောလာသည်တွင်ကဲလာကျင်တာပေါ့ဗျာကျုပ်ကနေညက်နေပဲအထက်တော်တက်ရမှာဗျရေလို့ကြပြားတကသည်ပြန်ပြောလိုက်လေတော့ဤအင်းလေဘယ်တဲ့နိုင်ပါမလဲတပတ်ခါမဲ့ဖတ်တီနဲ့ပြောပြီးဆိုလေပြည့်ကျုပ်တငယ်ချင်းကြီးကအဲ့ဒီနေ့ဒီဆိုင်ကိုလာသမျှလူအားလုံးကိုသူကဒိုင်းကန်အဲ့ဝတ်ပြုအကုန်ခံကျွေးမွေးမှာဗျတို့မမောင်စိုးကပြောလိုက်သည်တွင်ဖိုးစိတ်သည်စုတ်တစ်ချက်တက်လိုက်ပြီးအေးဗျာပွဲကြီးပွဲကောင်းလွတ်ရပြီပေါ့ဗျာကဲပါဗျာခမားတငယ်ချင်းတို့ကျိုးတင်ဂုံပြူပါတယ်ဗျာတို့ဆိုလျက်ဖိုးစိတ်သည်အရက်တစ်ခွက်ကိုကောက်ယူလျက်မမောင်စိုးရှိသို့လက်ဆန့်တန်းလိုက်သည်တွင်မမောင်စိုးသည်လည်းအရက်ခွက်ကိုကောက်ကန်၍ခွက်ချင်းထိလိုက်ကြပြီးပြိုင်တူမောတော့ကြလိုက်တော့၏ကဲကျုပ်ကိုခွင့်ပြုကြဦးဗျာဆိုလျက်ဖိုးစိတ်သည်မမောင်စိုးကိုပြုံးပတ်နှုတ်ဆက်လိုက်ပြီးဆိုင်အတွင်းမှထွက်သွားလေတော့၏ဒီလူစိတ်တကောင်နဲ့သာတူတယ်အစားတော့နေလိုက်တာအရက်ကြီးတောက်သွားတယ်အမီးတတိုးမှတော့တို့မသွားပါကလားရဲ့လို့တီတိုမှတ်ချက်ချလိုက်၏တောတဲ့ကပြန်ထွက်လာရင်ဝင်ခဲ့ကြုံဗျာရဲလို့လှမ်းအောင်ပြောလိုက်သေးတော့သည်တဆေသည်အိမ်မပြောလေသည်ကြောင့်တုတ်တန်စရက်ပေါ်ရှိသူ၏အိယာထက်မှလူလဲထားလိုက်၏ရွာလန်းပေါ်မှခွေးတကောင်သည်တုတ်တန်တွင်လှမ်းကြည့်ဟောင်းနေလေသည်ကြောင့်ဇရက်ပေါ်မှဆင်းကပတ်ဝန်းကျင်တစ်ဝိုက်လှဲ့လေကြည့်ရှုလိုက်တော့၏ညင့်အမောင်တို့ဖုံးလွှမ်းနေညာအရာအလုံးကိုဝိုးတဝါမပီးတပြင်းတော့ဖြစ်မြင်ရလေ၏လှုပ်ရှားနေခြင်းအရာဆို၍လေပြေတိုက်ခတ်မှုကြောင့်တစ်ခတ်အကိုင်းခတ်အသိရွတ်တို့လှုပ်နေခြင်းသာရှိတော့၏ဒီခွေးကောင်ဘာကိုမြင်၍ဟောင်းနေခြင်းလည်းတော့မသိခွေးဆိုတာမျိုးကနာနာဘာဝသစေတရေတို့ကိုမြင်နိုင်စွမ်းရှိသည်ဟုပြောကြသည်ပဲသူတုတ်တန်တွင်နင်းနေညညတယောက်တည်းနေလာတာကြာပြီပဲသစေတရေဆိုတာတခါမှမြင်ဘူးခြင်းမရှိမြင်ဘူးခြင်းစမ်းပါပြီထို့ကြောင့်ခွေးကောင်ငေးဟောင်ရာဇရက်ချေရင်ဘက်တွင်တပင်လည်းထိထိရှိနေသည်ကောက်ကိုပင်ကြီးတို့စူးစိုက်ကြည့်လိုက်မိမြည်သည့်အရေးအယောင်မှမတွေ့ရွာလန်းပေါ်ရှိခွေးကတော့ကြောက်လန့်တကြားကြောက်ကန်ကန်ဟောင်နေစေရှိထို့ကြောင့်တစေသည်ကောက်ကိုပင်နောက်ွယ်မှတစေတရေကောင်ထွက်လာလေမလားစူးစိုက်ကြည့်နေမိတော့၏တတော်နဲ့မြည်သည့်တတော်ကောင်မှထွက်မလာသဖြင့်ရွာလန်းပေါ်ကခွေးကောင်ကိုလှည့်ကြည့်လိုက်မိခွေးကောင်သည်တဲတဲမဲမဲဟောင်စေထို့ကြောင့်ကောက်ကိုပင်နောက်ွယ်တွင်တစုံတရာတော့ဖြင့်ရှိနိုင်လောက်သည့်တေးကြပြီးကိုတွက်လိုက်မိသည့်ကြောင့်နဘေးရှိပေါက်တူးကိုတင်းတင်းကြပ်ကြပ်ဆုပ်ကန်၍ကောက်ကိုပင်ကြီးအနီးသို့တိုးကပ်သွားလိုက်တော့၏ကောက်ကိုပင်အနာရောက်သည်နှင့်နောက်ွယ်သို့လှမ်းကြည့်မိလိုက်သည့်အခါမြင်လိုက်ရသောမြင်ကွင်းကြောင့်ထိတ်လန့်တုန်လှုပ်သွားတော့၏လူတစ်ယောက်မှောက်ခုန်ကြီးရှိနေ၏ဘယ်သူများပါလဲဘာဖြစ်တာပါလဲအရက်မူးလဲနေသည်လေကားထို့ကြောင့်တစေသည်ထိုသူ၏ပခုံးစွန်းကိုကင်လှုပ်ခါလိုက်၏တွတ်တိုးမြမလို့တို့ဖြစ်၍တစေသည်မှောက်ခုန်ကြီးဖြစ်နေသည့်ထိုသူကိုဆွဲလန့်လိုက်၏ကိုမျိုးမြင့်ဖြစ်နေပါကလားကြပြားကတိနှလုံးသားရှိရာရင်ဘတ်သို့သူ့နာဖြင့်ကက်လျက်နှလုံးခုန်လုံးကိုစစ်ဆေးလိုက်၏နှလုံးမခုန်တော့ပါကလားသူသည်ပင်စိုးရိမ်တကြီးပြရာခတ်နေခြင်းကြောင့်တတိမထားမိနိုင်ခြင်းကြောင့်လေလားတွတ်မိခြင်းကြောင့်လက်ညှိုးလေးကိုနှာခေါင်းပေါက်နာကန့်လန့်ဖြတ်ဖွားဖွားလေးတင်ထားလိုက်တော့၏အသက်ရှူရက်နေသည်ဆိုတော့သေပြီပေါ့တို့ရှိစဉ်သူ့နောက်ဖက်နားမှခြေတံကြားလေသည့်ကြောင့်ဖြတ်ခနဲဆိုသလိုလှည့်ကြည့်လိုက်၏ဟမ်ဖိုးစိတ်အေးငါပဲ
သူ့အလောင်းကိုမြုပ်ဖို့ငါ့ကိုကူစမ်းပါဟမ်မင်းဘလို့ဖြစ်ရတာလဲကွာဖိုးစိတ်ကိုတအံ့တော်အမူအရာဖြစ်ကြည်ရင်မေးလိုက်ရှေဝေးပြောမနေတော့ဘူးကွာဒီကောင်မရှိလင်ဖြစ်ဖာတီစိတ်ချမ်းသာမယ်ဖာတီစိတ်ချမ်းသာလင်ဖြစ်မင်းစိတ်ချမ်းသာမယ်မဟုတ်လားအေးမင်းစိတ်ချမ်းသာလင်ငါစိတ်ချမ်းသာပြီပေါ့ကွာဟေးနှုတ်ဖြစ်မင်းသူ့ကိုတတ်လိုက်တာပေါ့ဖြစ်ပြီးမှတော့ဘာတက်နိုင်မှာလဲကွာကဲမင်းလက်ချီတော့ငါဒီလောင်းကိုတနေ့ကအလောင်းတစ်လောင်းမြုပ်ထားတဲ့တွင်းကိုပြန်ဖော်ပြီးမြုပ်လိုက်ခြင်းပဲအိုးဘယ်ဖြစ်မလဲဒီကောင်မရှိလင်ဖာတီစိတ်ချမ်းသာသွားပြီမဟုတ်လားဒီတော့မင်းလည်းစိတ်ချမ်းသာရပြီပေါ့ငါနဲ့တခါလေလိုက်ခဲ့ကြည့်တော့မင်းရဲ့ငါရဲ့ကိုမြင့်ရဲ့အတူတူနေကြတာပေါ့အဲ့လိုလုပ်လို့ဘယ်ဖြစ်ပါမလဲဒီလောင်းကိုဖျောက်ပြီး3-4ရက်တန်ဒီငါဒီမှာဟန်မပြတ်နေရအောင်ပါပေါ့မင်းတို့ရှိတဲ့နေရာပြောငါလိုက်ခဲ့မယ်အေးအဲ့ဒါလည်းဟုတ်တာပဲအေးနေငါတို့နေတဲ့နေရာမင်းလာတက်မယ်မထင်ဘူးဒီတော့ဒီလိုလို့မင်းဖာလာစကန်သိလားအေးသိတယ်ဟုတ်ပြီနောက်3ရက်ကြာလဲငါအဲ့ဒီမဲ့မင်းကိုလာဆောင်မယ်အေးကောင်းတယ်မင်းမြန်သွားကြတော့အာယုံရောက်လူပြီအေးမင်းဆက်လာပြအောင်လာခဲ့နော်ဟုတ်လားတို့နဲ့ပြောလျက်ဖိုးစိတ်သည်တုတ်တန်တွင်မှခတ်တုတ်ရှောက်သွားလေတော့ဤတဆေသည်မျိုးမြက်အလောင်းကိုဒီရုတ်တိုက်ဆဲ၍တုတ်တန်ပေါက်ဝနာလောက်ရှိခက်လက်မြေပုံရှိရာသို့တွားလိုက်ချီတော့ဤတုတ်တန်ဝနှင့်မဝေးလောက်သည့်နေရာတွင်မျိုးမြင့်၏အလောင်းကိုဖျောက်ဖျက်မြုပ်နှံရမည်ကိုကျေနပ်မှုမရှိလာတော့လဲတွင်းတစ်သူရန်မြုပ်နှံရမည်သက်စာလင်စိတ်ချရမှုပို၍ရှိနိုင်၏ဟုတွက်လိုက်မိ၍ဖြစ်ချီတော့ဤကြပြားကတိဆိုသလိုပင်တွင်းဟောင်းကိုပြန်ဖော်နေလိုက်တော့ဤတနေ့ကမြုပ်နှံလိုက်သည့်ခေါင်းတလားပေါ်လူသည်တွင်မျိုးမြင့်အလောင်းကိုတွင်းတွဲပြစ်မချခင်မောပန်းလာသည့်ကြောင့်ခဏတစ်ဖြုတ်ဆိုသလိုနားနေထိုင်တော့ဤတို့နားနေခြင်းကြောင့်လဲသူ့အတွက်အမားကြီးမှားသွားလေခြင်းဖြစ်တော့ဤဘဲအတွက်မူတစ်ဖက်ရွာအာတုဘအိမ်တွင်ဖဲရိုက်ပြီးဖဲရှုံး၍ပြန်လာသည့်ကာလသားကောင်ဖိုးညင်နှင့်အပေါင်းအသင်းတစုကသူ့အားမျိုးမြင့်အလောင်းနှင့်ပတ်ပင်တွေ့သွားခြင်းလေကြောင့်ရွာသားကြီးထံသို့ချုပ်နှောင်ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရလေတော့ဤသူဘာများတတ်နိုင်ပါတော့မည်နီမီးစဉ်ကြီးကားရပြီတော့မည်သူ့အဖြစ်ကိုမြင်လိုက်သည်နှင့်ဖတီသည်စိတ်မကောင်းကြီးစွာဖြစ်သွားပုံပင်သူ့အားဖတီကမျိုးမြင့်ကိုတတ်လိုက်သူရဲ့လို့သတ်မှတ်သွားပုံရ၏ဘာကြောင့်တတ်လိုက်ခြင်းဖြစ်သည်ကိုလည်းတွက်ဆလိုက်ပြီးဖြစ်ပုံတွေ့ရ၏သို့ဆိုတော့လူသက်တရကန်အစ်စ်မြည်သူဖြစ်မှန်တစင်နှင့်ဖိုးစစ်သားလျင်သိကြပဲလိမ့်မည်ဒီတူကြသားတွေအသည့်တွင်ကမျိုးမြင့်ကိုတတ်သူတစေရလို့သာသိကြ၏တို့ညာတစေသည်ထွက်ပြေးလွတ်မြောက်သွားကြပြီဖတီအနေနဲ့မူသူ့ရင်ခွင်တွင်မှသမီးလေးထွက်ခွာသွားရခြင်းတက်စာလင်တန်ရောစဉ်ရှိပေညာတွေ့သားရင်မဟုတ်သည့်တစေထွက်သွားခြင်းသည်သူ့အတွက်မပြောပါတော့သည့်တန်ရောစဉ်ကျိုးဖျက်တောက်လိုက်ရခြင်းသာဖြစ်တော်၏ကြာတော့လဲနေသားတကြဖြစ်ကြပြီးတော့မည်မိတို့ပင်ဆိုစေတနေ့နေ့တစ်ချိန်ချင်းတွင်ကြုံရလီတော့မည်စိတ်ဆင်းရဲဖွယ်ကိစ္စကြီးသည်မမျော်လင့်ပဲပြက်ပြေသွားရကြတော့ပြီဖြစ်သည်ထို့သူဖိုးစိတ်သည်တငယ်ချင်း၏ဝေဒနာစုကိုပျောက်ပြေအောင်ဝင်ရောက်ဆောင်ရွက်ခဲ့ခြင်းအတွက်သူသည်လည်းစိတ်လက်ပေါ်ပါလန်းဆန်းခဲ့ရတော့၏ခက်ခဲဆွန်းဆာလှုပ်ဆောင်ရလိမ့်မည်ဟုတွက်ထားခဲ့ညာမထင်မှတ်လေပဲလွယ်လင့်တကူပြီးမြောက်သွားခဲ့၏အောင်မြင်လည်းဖြစ်ခဲ့ရသည်ပဲအခင်းဖြစ်ညက်နေကသူသည်ညံပွင့်အရက်ဆိုင်နှင့်မလန်းမကန့်တွင်ရှိနေ၏ပုံလျိုးကွယ်လျိုးရှိနေခြင်းဖြစ်သည်မျိုးမြင့်၏အရေးအကဲကိုစောင့်ကြည့်နေခြင်းဖြစ်သည်သူ၏ဇွဲနှဘက်ကြီးစွာစောက်ဆိုင်နေရခြင်းအကျိုးကြောင့်နှစ်ယောက်တည်းရွာပြားတွင်စုံမိကြ၏မျိုးမြင့်အတော်ကလေးမူးနေပုံရ၏မျိုးမြင့်နှင့်အတူတောကောင်းကြီးမောင်မောင်ဆိုးရှင်တွဲရှိမနေခြင်းသည်ဖိုးစိတ်အတွက်ကံကောင်းခြင်းဟုဆိုရမည်ဖြစ်ရာမျိုးမြင့်အတွက်လွန်တရားမှကံဆိုးခြင်းဖြစ်တော်၏ဖိုးစိတ်၏ရည်ရွယ်ချက်မှာမောင်မြင့်ကိုဖမ်းဆီးတုံနှောင်ခေါ်ဆောင်သွားရန်သာဖြစ်၏တို့ညာမျိုးမြင့်သည်လွန်စွာမှမိုးရစ်နေခြင်းကြောင့်လည်းည၏အမောင်တုကလည်းဖိုးစိတ်အတွက်အခါပေးလာခြင်းကြောင့်၎င်းအချိန်နှင့်ခွန်အားမဆိုင်ရလေပဲတပ်ဖြတ်နိုင်ခဲ့တော်၏လူတစ်ယောက်၏အသက်ကိုလွယ်လင့်တကူချွေနိုင်ခဲ့ခြင်းအတွက်သူ့ကိုယ်သူပင်အံ့ဩမဆုံးဖြစ်မိတော်၏15မိနစ်လောက်ခန့်သာလျှင်မျိုးမြင့်၏လက်ပင်ကိုသူ၏လက်အစုံဖြင့်တင်းကျပ်စွာအားဆိုင်ညှက်ထားရုံသာဖြစ်၏မျိုးမြင့်တယောက်သူ့ကိုယ်သူဘာဖြစ်လို့ဖြစ်သွားမှန်းပင်သိလိုက်ရမည်မဟုတ်ချေသူ့လူမဆန်သည့်အလုပ်ရကြီးကိုဘယ်သူမှသိမြင်လိုက်ရမည်လည်းမဟုတ်ချေတို့ပေမဲ့ဖိုးစိတ်၏လုပ်ရက်ကိုသိနေသူတဦးကားသို့ဖြင့်ရှိကြ၏ထိုသူသည်မမျော်လင့်လေပဲလူသက်မှုကြီးတစ်ခုကိုမြင်တွေ့လိုက်ရသည့်ကြောင့်အံ့ဩထိတ်လန့်တကြားဖြစ်ခဲ့ရတော့သည်သူသည်သာတဦးတည်းသောမျက်မြင်သက်သေပင်ဖြစ်ကြ၏တက်သူဘယ်သူမသိပေမဲ့သွေးအေးဖြစ်အသက်ခံရသူတို့ဖြင့်ကောင်းကောင်းသိလိုက်တော့၏မျိုးမြင့်တက်ဝါကုန်တဲ့မျိုးမြင့်ဖြစ်သည်သူနှစ်လည်းရင်းနှီးပြီးသူဖြစ်သည်မနေသာကြပြီ
ရွာသည်ကြီးဖာတီကိုအလင်းမီသတင်းပေးရကြတော့မီစိတ်တကောင်နဲ့တူသောလူသက်သမားကိုအလွတ်ပေး၍မဖြစ်ပြီးသို့ကြောင့်အမောင်တို့တွင်ပုံလျိုးကွယ်လျိုးထွက်လာခဲ့တော့သည်လူသက်သမားကတော့ဖြစ်မသိလောက်ကြပြီတို့ညာသူ၏နောက်စိတ်သို့မာကျောသောအရာဝတ္ထုတစ်ခုနှင့်ရိုက်နှက်ခြင်းကိုခံလိုက်ရတော့၏သူ့အသည့်နောက်ဆုံးသိလိုက်ရခြင်းသာဖြစ်၏ထိုမြင်ကွင်းဖြစ်ကိုတော့ဖြစ်ဒီဒုပင်များရှိနားနေသောငှက်ဆိုးတစ်ကောင်သာလျှင်သိလိုက်ရ၏ထိုငှက်ဆိုးသည်သို့နဲ့အော်ဟစ်ပြီးဒီဒုပင်ဖျားမှရုတ်ချီးပြန်တန်းသွားခြင်းသည်သူ့လန်းသူသွားခြင်းသာဖြစ်တော်၏သို့ငှက်ဆိုးကောင်ထိုနေရာလေးမှထွက်သွားသလိုဒီဒုပင်အောက်ခြေခက်လန်းလန်းတစ်ရိပ်အမှောင်တို့အတွင်းမှလူတစ်ယောက်သည်လူသေးအလောင်းတစ်ခုကိုထမ်းပိုးထွက်သွားလေတော့၏လူတစ်ယောက်ရေလို့သာပြောရသည်မြင်းတစ်ကောင်နှင့်တူနေသေးတော်သည်ကျွန်တော်နဲ့လင်းမြလိုင်းသည်ထိုဇက်ကြောင်ပြောပြလေသူဖိုးစိတ်ကိုအံ့ဩခြင်းယွန်ရှာမိခြင်းဖြစ်သွားကြတော့၏နှုတ်ဖြစ်ကိုမြင်းကလူတစ်ယောက်ကိုတတ်လိုက်သေးတာပေါ့တို့ကျွန်တော်ကမေးလိုက်ဟုတ်တယ်ဖိုးစိတ်ဝန်ခံခြင်းသည်ပြတ်သားလာ၏ဘလို့ကြောင့်အဲ့ဒီလူကိုခေါင်းဖြစ်လိုက်တာလဲလင်းမြလိုင်းကကိုမြင်းကိုစူးစမ်းကြည့်ရင်မေးလိုက်လေ၏တစင်းနဲ့အမှတ်မအောင်လို့ပဲကျွန်တော်တက်ပြင်းတစ်ချက်ချလိုက်ကခမားတို့ရဲ့ပုံမှန်တန်ကစမ်းပြကြသလိုထူးဆန်းတဲ့စိတ်ထားကလည်းရှိကြသေးတာပဲဗျာတကယ်ကိုအောချလောက်တဲ့ခေါမရက်စိတ်သက်ပိုင်ရှင်တွေပဲဗျာသို့ဆိုသလိုသူတို့သုံးဦးသည်အတိတ်ဘဝကမြည်သို့သောအာဟုသူတွေလောက်ခဲ့သည်မသိအခုဘဝတွင်လူသားစင်စစ်ဖြစ်လျက်တယောက်သောသူသည်စိတ်နဲ့တူကြည်တယောက်သောသူသည်မြင်းနှင့်တူကြည်တယောက်သောသူသည်တစေတကောင်နှင့်တူကြည်သို့တဒံချင်းကွဲပြားကြပေမဲ့တူညီသောစိတ်သက်များနှင့်ရည်ဆက်ဆုံခဲ့ကြပြန်လို့၏သို့စုံစည်းခဲ့ကြသည်ဆိုရ၌တေပေါ်တေဘက်စိတ်သက်ကိုယ်စီဖြစ်ခဲ့ကြတော့၏ဒီတွင်လူဆန်သောလူပိသသောလူတို့ကိုရက်ဆက်ဆက်သွေးအေးဖြင့်တပ်ဖြတ်ခဲ့ခြင်းကြောင့်သေမင်းနိုင်ငံကိုတစ်ချိန်တည်းတစ်ပြိုင်တည်းသွားကြရပြီတော့မည်သို့ဆိုတော့သေမင်းသည်စိတ်မြင်းနှင့်တစီတို့ကိုထိုက်တင်သောအပြစ်ဒဏ်များပေးပြီးတဲ့နှင့်လူစွတ်ခွဲလွတ်ပါမလားရဲ့လို့ကျွန်တော်နဲ့လင်းမြလိုက်ပူပန်နေမိပါတော့သည်စာဖတ်ပြည်သက်အားလေးစားကြိုးစားလျက်ကိုပိုက်4ရက်6လ2004တကောင်ရန်ကျော်12နာရီ48မိနစ်ဟုတ်ကဲ့ဒီနေ့တော့ဒီနေရာလေးမှာပဲရပ်နာထားလိုက်ရအောင်နော်နောက်နေ့တွေမှာစာအုပ်အသစ်လေးတွေကိုဆက်လက်ဖတ်ပြပေးသွားမှာဖြစ်လို့ Read by Su Channel လေးကို like and subscribe လုပ်ထားဖို့မမေ့ကြပါနဲ့ဦးနော်အခုလိုနားတော်ရဆင်ပေးတဲ့ပြည်သက်ကြီးကို Read by Su Channel မှာကျေးဇူးထူးပင်တင်ရှိပါရခင်ဗျာ